Hello အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီဗီဒီယိုလေးမှာဘာအကြောင်းကိုပြောပြချင်လဲဆိုတဲ့အခါကျတော့ကျမတို့လိုမျိုးပြည်ပမှာနေထိုင်နေတဲ့သူတွေဒီလိုမိသားစုတွေရဲ့သားသမီးတွေပေါ့နော်။သားသမီးတွေမှာဒီဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့သင်ကြားရေးပေါ့နော်။အဲ့ဒီသင်ကြားရေးအတွက်အဲအထောက်အကူဖြစ်စေမဲ့ material လေးတွေပေါ့နော်။အဲ့ဒါလေးတွေဘာလေးတွေရှိလဲဆိုတာကိုကျွန်မပြောပြပေးချင်ပါတယ်။ကျွန်မရဲ့အတွေ့အကြုံမှာဆိုလို့ရှိရင်တော့မြန်မာစာကိုရောပါဠိကိုရောဖတ်တတ်ဖို့ဆိုတာကတော့သိပ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အထူးသဖြင့်ကျမသမီးဆိုလို့ရှိရင်ဒီကိုသူကမူဂျိုစပြီးတော့မူဂျိုဘယ်လိုပြောမူဂျိုဒုတိယနှစ်ပဲပြောမလားအဲ့တော့ကနေစပြီးတော့ရောက်တာဖြစ်တဲ့အခါကျတော့သူ့အတွက်ကမြန်မာစာတို့ပါဠိတို့ကတော်တော်လေးအလှမ်းဝေးသွားတယ်ဒါပေမဲ့ငယ်ငယ်ကလေးကတော့ကျမကဖျားစာလေးတွေကိုကျမအမြဲတမ်းသင်ပေးနေတဲ့အတွက်ကြောင့်မလို့နှုတ်တိုက်သင်ပေးထားတဲ့ဖျားစာတွေဆိုတော့ရတယ်ဒါပေမဲ့ဒီဖျားစာတွေကိုအတိပ္ပယ်နားလည်ဖို့ပေါ့နော်ဒါမျိုးတွေကြတော့ကျမတော်တော်လေးသင်ရတာအခက်အခဲဖြစ်တယ်နောက်တစ်ခုဖျားသမိုင်းပေါ့နော်ဖျားသမိုင်းနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဝင်တွေဘာတွေပြောပြချင်တာပေါ့ကံကံကြီးအကျိုးတို့ကိုသင်ပေးချင်တာတို့ကြတော့ပြောရတာနည်းနည်းလေးကျမမှာမပြည့်ပြည့်စုံစုံကျမမပြောတတ်ဘူးဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခု language ကလည်းဘယ်လိုဖြစ်လာလဲဆိုတော့ကျမတို့ဒီဗုဒ္ဓဘာသာအတွက်ကိုသင်ရတဲ့အခါမှာသုံးရတဲ့ language တွေ terms တွေကစကျမတို့မှာပုံစံတစ်မျိုးဖြစ်တယ်ဒီဘက်မှာလည်းအင်္ဂလိပ်စကားကလည်းသူတို့တွေကလည်းsimple ပေါ့အိမ်ငယ်တဲ့အရွယ်ဆိုတော့ဒီ simple English ကိုပြောနေတဲ့အရွယ်လည်းဖြစ်တယ်ဒါပေမဲ့သူတို့ကို simple English နဲ့ကိုပဲဒီလိုမျိုးဗုဒ္ဓဘာသာကိုသင်ဖို့ဆိုတာကလည်းကျမမသင်တတ်ဘူးဆိုတာကလည်းသဘောပေါက်အောင်ဘယ်လိုပြောရမှမသိကိုပြောလိုက်တဲ့ဟာတွေအမှတ်မှားသွားမှာလားပေါ့တခါကျရင်ကိုနားလဲသူလို့ပြောတယ်ဒါပေမဲ့သူတို့ခေါင်းထဲမှာကလေးအနေနဲ့တွေးမှတ်ယူသွားတဲ့ပုံစံတွေကတစ်မျိုးဖြစ်သွားရင်စကနေကိုကအမှားကိုသွားပြီးတော့ထည့်ပေးမိမှာဆိုတာပေါ့နော်အဲ့တော့ကြတော့ကျမအနေနဲ့ကဒါလေးတွေကိုအားစိုက်ထုတ်ပြီးတဲ့အခါကျတော့ငါဘယ်လိုမျိုးသင်ပေးရင်ကောင်းမလဲဆိုတဲ့ဟာကိုကျမတော်တော်စဉ်းစားရတယ်ပေါ့အဲ့တော့ဒီကိုရောက်တဲ့အခါကျတော့လူမျိုးပေါင်းစုံဘာသာပေါင်းစုံကြားထဲမှာနေရတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ဒီဗုဒ္ဓဘာသာနဲ့ယဉ်ကျေးမှုဆိုတာကတော်တော်လေးအခွင့်အရေးကနည်းတယ်ကျမတို့ကကိုယ့်နိုင်ငံမှာကျမတို့ကြီးလာတဲ့ပုံစံကကျောင်းကိုရောက်ကနေကိုကဖះစာရီကိုဖះရှိခိုးခြင်းကနေစရတာကျောင်းကိုရောက်ကနေကိုကဒါပေမဲ့ဒီမှာကျတော့တို့တွေကအိမ်မှာဖះရှိခိုးပြီးကျောင်းသွားပါဆိုတာတောင်မှဒါဒီဖះရှိခိုးရတဲ့အဓိပ္ပာယ်ဖះရှိခိုးရတဲ့ရည်ရွယ်ချက်တွေကိုတို့တော့နားမလည်ဘူးဖះရှိခိုးပါဆိုလဲတော်တော်လေးပြောရတယ်ပေါ့နော်ဆိုတော့ကျမတို့ကလည်းအလုပ်တစ်ဖက်နဲ့ဖြစ်လာတဲ့အခါမှာကလေးကိုအချိန်ပေးပြီးတော့သင်ဖို့ဆိုတာတွေကလည်းမလွယ်ဘူးနောက်တစ်ခုမိဘတွေမှာလည်း resources ပေါ့နော်ဒီကလေးတွေကိုဒါလေးတွေသင်ဖို့တဲ့ဘယ်လို resources တွေလိုအပ်လဲဆိုတာကိုလည်းဒါသိထားဖို့လိုအပ်တာပေါ့နော်အဲ့တော့ resources လေးကိုကျွန်မနည်းနည်းပြောပြချင်တယ်အရင်ဆုံးကတော့ကျွန်မကအိမ်ကသမီးကိုပေါ့နော်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့သူအင်္ဂလိပ်စာကောင်းကောင်းဖတ်နိုင်တဲ့အချိန်ပေါ့ဆိုတော့အိမ်ကသမီးကတော့ reading ကသူကနည်းနည်းမြန်တယ် reading မြန်တယ်ဆိုတာကသူရောက်ရမယ့်အတန်းထက်သူကနည်းနည်းလေးပိုပြီးတော့မြင့်လေးစာဖတ်နိုင်တဲ့အခါကျတော့သူက reading ကိုlike grade 4 grade 3ပေါ့နော်အဲ့လောက် level တဲမှာကိုသူ reading ကိုတော်တော်လေးရတယ်ရတော့ကျမကသူ့ကိုဘာလေးတွေစပြီးတော့သင်ပေးလဲဆိုတော့ဒီဩဃာသတို့ဘာလို့ပေါ့နော်အဲ့ဒါလေးတွေကျမကဒီ reading အပိုင်းလေးနဲ့ကျမတွဲပြီးတော့သင်တာပေါ့အဲ့တော့သင်တဲ့အခါကျတော့ကံကောင်းစွာနဲ့ပဲကျမကိုဒီမှာကျောင်းထိုင်တဲ့ဆရာတော်ကကျမကိုသူ့ရဲ့စာအုပ်လေးတွေကျမကိုပေးတော်တာရှိတယ်ဆိုတော့အဲ့သူ့ရဲ့စာအုပ်လေးတွေရလိုက်တဲ့အခါမှာလည်းကျမကလေးကိုပို့ပြီးသင်လို့လွယ်သွားတယ်ဒါလေးတွေကလည်းဒါပထမဆုံးကျမပြချင်တာဆိုရှင်ဒီစာအုပ်ကလေးပေါ့နော်ဒီစာအုပ်ကလေးဆိုလို့ရှိရင်သူက The Teachings of the Buddha ပေါ့နော် so the teachings of the Buddha ကသူက basic level ဆိုပြီးရှိတယ် basic နဲ့ advanced နဲ့ပေါ့ဒီစာအုပ်ကကျမမြန်မာလိုဘာနဲ့ခက်ဆင်ဆင်လဲဆိုတော့ကျမတို့ငယ်ငယ်တုန်းကဖတ်ခဲ့ရတဲ့ဗုဒ္ဓဘာသာခေါင်းတစ်ယောက်ဆိုတဲ့စာအုပ်အထူကြီးတွေဒီလိုအထူကြီးတွေရှိတယ်အိမ်တိုင်းမှာဗုဒ္ဓဘာသာခေါင်းတစ်ယောက်ဆိုတဲ့စာအုပ်ကိုမရှိမဖြစ်စောင့်ထားတတ်ကြတယ်ကျမဆိုလို့ရှိရင်လည်းအဖေစီကနေပြီးအဲ့ဒီဗုဒ္ဓဘာသာခေါင်းတစ်ယောက်ဆိုတဲ့စာအုပ်ကိုရတယ်ဒါပေမဲ့ကျမကအိတ်ဆောင်ကြီးကဟောင်းနေပြီဖြစ်တဲ့အခါကျကျမကိုယ့်ကိုအသက်ထပ်ဝယ်ပြီးကျမကိုယ့်ကို study လုပ်တယ်ဒါငယ်ငယ်တော့ဖတ်ခဲ့တာမှန်တယ်ပုံမြင်နေပါလို့အခုကျတော့ကြီးတဲ့အခါကျတော့ကြီးသလိုကျမစာအုပ်အသစ်ပြန်ဝယ်ပြီးတော့အဲ့ဒါကိုဖတ်ပြီးတော့ကိုယ့်ကိုတစ်ခါပြန်ပြီးတော့ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်ကိုပြန် study လုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ तू ကတော့ဒါဗုဒ္ဓဘာသာကောင်းတစ်ယောက်ပုံစံလိုမျိုးကို तू ကဒီ advanced နဲ့ဒီ basic level နဲ့ခွဲထားလို့မျိုးပေါ့ဒါကတော့ basic level ဖြစ်တယ်ဆိုတော့ဒါကဘယ်ကနေရတာလဲဆိုတော့သာသနာရေးဝန်ကြီးဌာနကဘာအေးရထုတ်တာဖြစ်တယ်ဆိုတော့သာသနာရေးဝန်ကြီးဌာနကဘာအေးရထုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစာအုပ်ကကျမစိတ်ထင်တော့ကဘာအေးမှာရှာဝင်ရမလားပေါ့နော်ဒါမှမဟုတ်လဲတခြားဘယ်လိုစာအုပ်ဆိုင်တွေမှာရှာဝင်ရမလဲရှာဝယ်တဲ့
အဲ့တော့ဒီစာအုပ်မှာကဘာတွေပါလဲဆိုတဲ့အခါကျတော့ကျမတို့ဩဃာတဖျားရှိခိုးတာဝိရွတ်စင်ပေါ့နော်နောက်၅ပါးသီလ၈ပါးသီလ၉ပါးသီလ10ပါးသီလစသဖြင့်အဲ့လိုသီလစောက်တည်တာမျိုးတွေနောက်တစ်ခုဒါနသီလဘာဝနာပေါ့နော်ဒါနသီလဘာဝနာ၃ချက်ကိုသင်တာမျိုးတွေနောက်တစ်ခုကျတော့ဒီစိတ်ရဲ့စေတသိက်ရဲ့နောက်တစ်ခုကကျတော့ဒီအာတခြားအခြေခံလေးတွေပေါ့ကလေးတွေကိုစိတ်တို့စေတသိက်တို့အဲ့လိုအခြေခံသင်တဲ့ဟာမျိုးလေးတွေပေါ့ဒါမှမဟုတ်ကလေးသင်တဲ့စာအုပ်တော့မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ English level ကကျမထင်တယ် grade 4 grade 5လောက်မှာဆိုရင်တော့ဒီစာအုပ်ကိုကောင်းကောင်းဖတ်နိုင်တယ်လို့ကျမထင်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် तू ကဖះကိုစွန်းပန်းရေပန်းကတ်တာလေးကျမတို့ငယ်ငယ်တော့ဆိုခဲ့ရတယ်ပေါ့နော်စွန်းလှူရင်ဘယ်လိုလေးရွတ်မယ်ပန်းလှူရင်ဘယ်လိုလေးရွတ်မယ်ပေါ့နော်အဲ့လိုစွန်းပန်းလှူပန်းကတ်တာစွန်းပန်းလှူတာတွေနောက်တစ်ခုကကြတော့ကျမတို့ဖះသမိုင်းပေါ့ဗုဒ္ဓဝင်ပေါ့ဗုဒ္ဓဝင်မှာဒီမြတ်စွာဘုရားရဲ့မြတ်စွာဘုရားဖြစ်တော်မူပွင့်တော်မူတဲ့ပုံပေါ့နော်အဲ့လိုဗုဒ္ဓဝင်ဘယ်လိုပြောရမလဲအကျဉ်းချုံးလေးခေါ်တာနော်the life of Buddha in brief ပေါ့အဲ့ဒါလေးတွေပါတယ်နောက်တစ်ခုကကြတော့ဒီတိဋ္ဌတမင်းသားဘဝပေါ့နော်နောက်တစ်ခုဖျားဖြစ်ကိုသွားတယ်နောက်တစ်ခုဗုဒ္ဓရဲ့ daily routine တွေပေါ့နော်နောက်တစ်ခုကကြတော့ the Buddha's journey before the Mahaparinibbana ပေါ့ Mahaparinibbana မပြုတ်ခင်အထိကိုဒါမြတ်စွာဘုရားရဲ့ journey ဆိုပြီးတဲ့အခါတော့အချင်းချုံပုံစံလေးတွေနဲ့သူကရေးထားတာဖြစ်တယ်အဲ့တော့ပြောရင်ဒီစာအုပ်ကလေးကလိုရင်းတိုရှင်းလေးနဲ့ကလေးကိုသင်လို့တော်တော်ကောင်းတယ်အဲ့တော့ the teachings of the Buddha ဆိုတဲ့စာအုပ်ကိုကျမဒါ internet မှာ PDF တော့ကျမတွေ့ဘူးတယ်ဒါပေမဲ့ scan လုပ်ထားတာတော်တော်လေး quality ကမကောင်းတဲ့အခါကျဖတ်တာခေါင်းတော်တော်မူးတယ်အဲ့တော့ဖြစ်နိုင်ရင်တော့ကျမကတော့ဒါကိုဘယ်လိုပြောမလဲမြန်မာပြည်ကနေမှာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်မြန်မာမှာလည်းဒါ international school တွေတက်နေတဲ့ကလေးတွေကိုဖျားရှုပ်ကိုပြည့်ပြည့်စုံစုံသင်နေတဲ့အခါမှာမိဘတွေကဒီစာအုပ်ကိုလုံးဝလက်ကင်ထားပြီးသင်လို့ရတယ်သူတို့အတွက်ဒီစာအုပ်ဟာပြောမယ်ဆိုရင်တစ်သက်လုံးဖျားရှုပ်ခိုးလို့ရသွားတဲ့စာအုပ်မျိုးတွေမှာပါတယ်ဆိုတော့ဒီထဲမှာဩဃာသကရောကျိုးတွေပေါ့နော်၅ပါးသီလရတနာ၃ပါးရှ िख ခိုးတာနောက်တစ်ခုကကြတော့ဘာတွေပါသေးလဲဆိုတဲ့အခါကျတော့ဒီမေတ္တာတုတ်ပေါ့နော်ကျွန်မနောက်နားမှာဆိုလို့ရှိရင်ဒီမှာမေတ္တာတုတ်ပေါ့နော်ကုသိုလ်အကုသိုလ်အကြောင်းကွဲပြားအောင်သင်တာဖရာကုံတော်၉ပါးတရားကုံတော်6ပါးတန်ခါကုံတော်9ပါးပေါ့ဒါတွေကအစဒီထဲမှာဘာသာပြန်လေးတွေနဲ့ကိုပါတာဘာသာပြန်လေးတွေနဲ့ပါတဲ့အတွက်ကလေးတွေကဒါပါဠိလိုလေးလဲဒါပါဠိလိုလည်းအင်္ဂလိပ်လိုစာလုံးလေးနဲ့ရေးထားဖြစ်တဲ့အခါကျတော့ဖတ်ရတာလွယ်ပါတယ်အင်္ဂလိပ်စာဖတ်တတ်တဲ့ကလေးတွေကဒါဖတ်တတ်ပါတယ်ဒီပါဠိကိုအင်္ဂလိပ်လိုရေးထားလဲဖတ်တတ်တယ်အဲ့တော့နည်းနည်းတော့မိဘတွေကတော့နည်းနည်းလေးပါဠိအတန်ထွက်ကလေးတော့နည်းနည်းလေးပြပေးပေါ့နော်အဲ့ဒါလေးတွေတော့နည်းနည်းလေးကွာတာရှိမယ်ဆိုတော့ဒီထဲမှာဒါဆိုရင်ဒါဒုက္ခတော့ဘဂဝတာဓမောဒီလိုမျိုးလေးရစားအင်္ဂလိပ်လိုလေးတွေရေးထားတာပါတာပေါ့နော်အဲ့တော့ဒါလေးတွေသူတို့ကိုသင်ပေးလို့ရတယ်အဲ့ထဲမှာအတိတ်ပဲလေးလည်းပါတယ်အင်္ဂလိပ်လိုကိုအတိတ်ပဲလေးရှင်းထားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဘာရွတ်နေတာလဲသူတို့ဘာကိုပူဇော်နေတာလဲဆိုတာသူတို့ကောင်းကောင်းသိတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်လေဒီထဲမှာသူ့ရဲ့တုတ်တန်နေထဲမှာဆိုပါလဲဆိုတဲ့ခါကျတော့38ဖြာမင်္ဂလာပါတယ်ဟောနောက်တစ်ခုဒီမှာဆိုလို့ရှိရင်လေသားသမီးကျင့်ဝတ်တို့မိဘကျင့်ဝတ်ပေါ့နော်နောက်တစ်ခုဇနီးကျင့်ဝတ်ပေါ့လင်ယောက်ျားကျင့်ဝတ်စသဖြင့်ပေါ့နော်ဒါမိတ်ဆွေကောင်းကျင့်ဝတ်ပေါ့နော်တပည့်ကောင်းဆရာကောင်းကျင့်ဝတ်စသဖြင့်အဲ့လိုကျင့်ဝတ်တွေလည်းပါတယ် social duties တွေပေါ့နော်ဒါတွေလည်းပါတယ်ပါပြီးတဲ့အခါကျတော့ဒီထဲမှာဒါကိုယ့်ရဲ့ community မှာကိုယ်ဘယ်လိုဘာသာရေးအလုပ်တွေလုပ်ရမယ်ဆိုတဲ့ဟာမျိုးလေးတွေကစာရေးထားလေးတွေပါတယ်နောက်တစ်ခုကကျတော့မြတ်စွာဘုရားရဲ့ဒီဓမ္မ teaching တွေကိုပေါ့နော်ဘယ်လိုကျင့်ကြံရမလဲဆိုတော့ဘယ်လိုပြောရမလဲအဲ့ဒါလေးတွေကကလေးနားလေအောင်ပေါ့နော်အဆင့်ဆင့်လေးတွေရေးထားတာမျိုးလေးပါတယ်ကလေးနားလေအောင်ဆိုတာချက်တော့ကလေးအတွက်ခုနပြောဆိုကလေးအတွက်ရေးစုတာမဟုတ်ဘူးဒါပေမဲ့သူ English ကအရန်ဖတ်လို့ကောင်းတယ်နားလေလွယ်တယ်ပေါ့နော်အဲ့တော့ကျမထင်တယ် grade 5လောက်ဆိုလို့ရှင်တော့ဒီစာအုပ်ကိုကောင်းကောင်းဖတ်နိုင်တယ်အဲ့တော့ကျမကတော့ဒီစာအုပ်ကလေးကတော့လက်ဆွဲပဲဒီမှာတော့38ပြာမင်္ဂလာလဲပါတဲ့အတွက်ကြောင့်မို့လို့ဒါ38ပြာမင်္ဂလာကိုဒါကလေးတွေအတွက်တော်တော်လေးကိုဒါအလေးအကျင့်ကောင်းဖြစ်စေတယ်နောက်တစ်ခုကဘာရှိလဲဆိုတဲ့အခါကျတော့ the causes of downfall according to Parabhava Sutta ဆိုတာရှိတယ်အဲ့တော့ downfall ပေါ့ the causes of downfall ဆိုတဲ့အခါကျတော့မင်္ဂလာတုတ်တန်ဆိုလို့ရှိရင်ဒါအောင်မြင်စေတယ်ပေါ့နော်ဒါပေမဲ့ကြာရှုံးစေတယ်ဆိုတဲ့ဟာလည်းရှိတာပေါ့အဲ့တော့ downfall ဖြစ်စေတဲ့အကျင့်တွေကဘာတွေလဲဆိုတဲ့ဟာကိုလည်းဒီထဲမှာပါတယ်အဲ့တော့ဒီ downfall ဖြစ်စေတဲ့ဟာတွေမှာ12ချက်ပေါ့နော်သူရေးထားတယ်ဆိုတော့ကလေးတွေကဒါကိုဖတ်ခြင်းအပြင်ဘယ်လိုဟာမျိုးဆိုရင်ရှုံးနေတတ်တယ်ဆိုတာပါတာပေါ့ဒီမှာဆိုလို့ရှိရင် to indulge in excessive sleep to indulge in companionship
to lack in effort, to be lazy, and to be easily angry are the causes of one's downfall. ဒါလေးတွေဆိုလို့ရှိရင်ဒါ excessive sleep ဆိုတာကအလွန်အကျွံအိပ်နေတာမျိုးပေါ့နော်နောက်တစ်ခု companionship ပေါ့ companionship ဆိုတာအပေါင်းအဖော်အရမ်းမင်တယ်ပဲပြောရမလား indulge ဖြစ်တယ်ဆိုတော့ပေါ့နော်ဒါမျိုးပေါ့အဖော်အပေါင်းအသစ်မတ်လွန်တာပေါ့နော်အဲ့တော့ဒါမျိုးလေးဆိုလို့ရှိရင်လေဒါကလေးတွေအတွက်ကပြောရမယ်ဆိုရင်မြတ်စွာဘုရားအသုံးအမိုက်တွေမှာဒါတွေပါလားဆိုတော့သူတို့ဒါ knowledge အနေနဲ့ဖတ်နိုင်တယ်နောက်တစ်ခုကလည်းကိုလည်းဆုံးမပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီထက်မှာအများကြီးပဲဖတ်စရာတွေကတော့အများကြီးပဲပေါ့နော်အဲ့တော့ဒီထဲမှာပျက်စီးရပျက်စီးချောင်းတွေလည်းပါတယ်အဲ့တော့ဒါလေးတွေကိုကလေးဒီစာအုပ်ကတော့အဓိကတော်တော်လေးကိုကောင်းတဲ့ပြည်စုံတဲ့စာအုပ်တုပ်ဖြစ်တယ်သူက advance လည်းရှိတယ်အဲ့တော့ကလေးတွေအတွက်အကယ်၍ကိုကအခုကနေပြီးတဲ့ခါကျ basic level ပြီး advanced level မှာဝယ်ထားပေးခြင်းနဲ့ဆိုလို့ရှိရင်ရတယ်ကျွန်မစီမှာ advanced level မရှိဘူး basic level ပဲရှိတယ်အဲ့တော့ဒီစာအုပ်ကလေးက the teachings of the Buddha basic level ဖြစ်တယ်ဟုတ်ပြီနော်ဒါလေးရှိတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့တခါတည်းဆက်ပြောလိုက်မယ်ဆိုရင်ကျမကအဲ့ဒီစာအုပ်ကလေးကဖတ်တာနည်းနည်းဘယ်လိုပြောမလဲအများကြီးကြတော့စာအုပ်ကလေးမှာပေါ့နော်ဘယ်စာမျက်နှာသမီးရေဩကာသကိုရော့ဘယ်စာမျက်နှာငါးပါးတီလာခန္ဓာဘယ်စာမျက်နှာဘာဆိုတဲ့ခါကျကလေးကဒီစာအုပ်ထဲကနေပြီးတော့ရှားတာလေဟိုလှန်တီလှန်ရှားရတယ်ပေါ့နှုတ်လေးတွေနဲ့မှတ်ထား sticker လေးတွေနဲ့ကတ်ထားရဆိုမဲ့လေရှားရတယ်ပေါ့ရှားတော့ကျမကသူ့ခါရဲ embodiment ပေါ့နော်ရစီခြင်းတဲ့ခါကျကျမဘာလုပ်လိုက်လဲဆိုတဲ့ခါကျတော့ကျမငငယ်တော့ဆိုလဲကျမရွတ်မဲ့ဖျားရှိခိုးကိုကျမကငငယ်တော့ဆိုတာတဟွာလောက်မှာပေါ့20လောက်မှာပေါ့နော်ကျမရွတ်မဲ့ဖျားရှိခိုးဆိုကျမကိုယ်တိုင်စာအုပ်ကလေးနဲ့ရေးပြီးတဲ့အခါကျတော့စာအုပ်နဲ့ရေးတာရနောက်တစ်ခုကွန်ပျူတာနဲ့ဒီ typing လုပ်ပြီးတဲ့အခါကျတော့စာအုပ်ကလေးလုပ်ပြီးတော့ပေါ့နော်ကျမဖျားစာရွတ်လို့ရှိရဲဆိုတော့သမီးကိုလည်းသူရွတ်မဲ့ဖျားစာတွေကိုပေါ့နော်ကျမဒီစာအုပ်ထဲကနေပြီးထုံနှုတ်ခိုင်းပြီးတဲ့အခါကျတော့ဒီမှာသူ့ကို typing သူကိုယ်တိုင် typing လုပ်ခိုင်းလိုက်တယ်အဲ့တော့ဒီထဲမှာဆိုရင်ဗုဒ္ဓံပူဇေမိဓမ္မံပူဇေဓမ္မဆိုရင်ဗုဒ္ဓံပူဇေမိပေါ့သူကတော့ပူဇေမိကျမတို့ကပူဇေမိပေါ့နော်ဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိသူကတော့အဲ့လိုဖတ်တယ်ပေါ့နော် but anyway ကျမကတော့ဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိတန်ခါပူဇေမိတင်ပေးတာပေါ့ပြီးရင်မှာဩကာစသူရွတ်တယ်ပြီးရင် triple jam ပေါ့နော် triple jam ဆိုရှင်နမောတသဘဂဝတောအရဟတောအဲ့ဒါလေးတွေသူဒီထဲမှာအကုန်ပါတယ်နောက်ဗုဒ္ဓံစရဏံကัจฉာမိဒါလေးတွေပါတယ်နောက်တစ်ခု၅ပါးတီလာပေါ့နော်ပါဏာတိပါဒဝေရမိသိက္ခာပရံအဲ့ဒါလေးတွေသူရွတ်တယ်နောက်တစ်ခုကကျတော့အိမ်မှာအတိတ်ပဲပါကျွန်မရွတ်ခိုင်းတယ်ပေါ့နော်ဒီမှာဆိုရင် I observe the precept of abstaining from killing any living beings ဒီလိုမျိုးတွေပေါ့နော်အဲ့တော့တခါတည်းကိုကတောင်အတန်ထွက်ပြီးရွတ်နေတဲ့အချိန်မှာကိုကစိတ်ထဲမှာသက်ဝင်မှုဖြစ်အောင်ပေါ့နော်ကျွန်မဒါရွတ်ခိုင်းတယ်နောက်တစ်ခုကကျတော့အနောက်မှာပါလဲဆိုတော့မင်္ဂလာစုတဆိုရင်ကျွန်မသူ့ကို typing ဒီစာအုပ်ထဲကနေပဲပူပြီးရိုက်ခိုင်းလိုက်တယ်အဲ့တော့မင်္ဂလာစုတဆိုရင်ဒီထဲမှာကျွန်မတစ်ချက်ချင်းပဲပေါ့နော်ဆိုရင်အာတိဝနာစပါလာနံဆိုရင် not to associate with the foolish is the highest blessing ပေါ့နော်အဲ့တော့လူမိုက်ဆိုရင်မမိဝဲနဲ့ဆိုတာ the highest blessing ဖြစ်တယ်ပေါ့အာတိဝနာစပါလာနံလေးစပြီးတော့ဒီပါဠိစာလုံးလေးတစ်ချောင်းဘာသာပြန်လေးတစ်ချောင်းပေါ့အဲ့ဒါလေးကိုကျွန်မ38ဖြာအောင်အဲ့ဒါကိုမင်္ဂလာတုတ်တာအဲ့လိုကျွန်မပြန် typing ရိုက်ခိုင်းပြီးတဲ့အခါကျမနေ့တိုင်းမင်္ဂလာတုတ်တာကိုရှိုးရတယ်မင်္ဂလာတုတ်နဲ့ရွတ်ပြီးလို့ရှိရင်ဒီမှာဘာရှိလဲဆိုတဲ့အခါကျတော့ဒါဣတိပိသောဘဂဝါအာရဟံပေါ့နော်ဣတိပိသောဘဂဝါအာရဟံထဲမှာလည်းဣတိပိသောဘဂဝါအာရဟံပြီးလို့ရှိရင်ဓမ္မအတွက်ဆိုလို့ရှိရင်သောခတော်ဘဂဝါတာဓမောဒါလေးတွေပြီးလို့ရှိရင်သုပ္ပရိပန်တော်ဘဂဝါတော်ဒီမှာဆိုရင်လည်းသဝကစံဂောပေါ့နော်ဒီလိုလေးနော်သူဒါလေးတွေကူးရေးထားတာလေးတွေပေါ့နော်ပြီးတဲ့အခါကျမေတ္တာပို့ကြတော့ဒီနေရာမှာကျမကဒီအရက်10မျက်နှာမြစ်တာပို့ပေါ့နော်ဆိုတော့ဒီစာအုပ်ထဲမှာပဲပါတယ်10 directions ကိုဒါမြစ်တာပို့တဲ့ဟာဆိုလို့ရှိရင် may I be free from danger and enmity may I always be well and happy may my parents and teacher be always well and happy စသဖြင့်အဲ့ဒါလေးပေါ့နော်ပြီးလို့ရှိရင် may all devas in my home be always well and happy ပေါ့ဒါကိုအိမ်ဆောင်နဲ့တည်းပေါ့နော်ပြီးတဲ့အခါကျတော့ဒီအရှိနောက်တောင်မြောက်ပေါ့နော်ဒီမှာအရှိနောက်တောင်မြောက်ဆိုအနောက်မှာပါလဲဆိုတော့ may all beings in the east be always well and happy may all beings in the south be always well and happy ပေါ့နော်အဲ့တော့အရှိနောက်တောင်မြောက်တာအရက်ဆယ်မျက်နှာမြစ်တာပိုးလေးကတောက်လျှောက်သွားတယ်ပြီးတဲ့အခါကျမင်္ဂလာတုတ်တန်ဆိုလို့ရှိရင်လေဒီမှာကြောက်တက်မကြောက်တက်ပေါ့နော်အဲ့ဒါလေးကဆိုကြောက်တက်မကြောက်တက်ဆိုတာလေးကဆိုဒီထဲမှာဆိုရင်ဘယ်လိုလေးတွေပါလဲဆိုတော့ may all beings who can be frightened and who are fearless be always well and happy ပေါ့နော် may they be free from danger and enmity may they live peacefully may all beings visible and the invisible be always well and happy
may they live peacefully ပေါ့နော်အဲ့တော့ဒါကကျမတို့ငယ်ငယ်တော့ယူရတယ်ကြောက်တက်မကြောက်တက်နေရများစွာလုံးစုံများစွာတတ်တော်ပါပေါ့နော်ဆိုတော့ဒီမှာဆို may all beings be always well and happy ပေါ့အဲ့တော့လုံးစုံများစွာတတ်တော်ပါကိုဒါဒီလိုလေးဆိုရတာပေါ့နော်ပြီးတဲ့အခါကျတော့လူချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေဆိုရင် may all human beings be free from deceiving one another တော့ဒါလူချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအဲ့ဒါလေးရာစာဒီစာအုပ်ထက်နေကျမကူးရိုက်ခံတယ်ပြီးတော့အမျှဝေတာပေါ့နော် I share all of my merits with all sentient beings I share all of my merits with my parents teachers relatives and my guardian deva ဒါကိုစောင်းနန်းနေတကွာပေါ့နော်ဒါမြစ်တာအမျှဝေတာပေါ့ sharing merits လို့ပါလေးပါတယ်ပေါ့နော်ဆိုတော့ဒါလေးကျမသူ့ကို print out ထုတ်ပြီးတဲ့အခါကျတော့မနက်ဆိုရင်ကျမအများအားပြုတ်ခိုင်းတယ်ပေါ့ပြီးလို့ရှင်တော့ကျမမင်္ဂလာတုတ်တန်ကိုဒါလေးကိုဖတ်ခိုင်းတယ်ဒါလေးကတော့ internet ကနေပြီးတော့ကျမ download လုပ်ထားတာဖြစ်တယ်အဲ့တော့ download လုပ်ထားတာကသူ့ website လေးကိုကျမပြီးတော့မှlink လေးနဲ့ပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့မင်္ဂလာတုတ်တန်ကိုပါဠိလိုရွတ်တွေ့ဟာပါတယ်ပေါ့နော်အဲ့တော့ပါဠိလိုရွတ်တာပါတဲ့အခါကျမင်္ဂလာတုတ်တန်ကိုပါဠိလိုမျိုးအစအဆုံးရေးထားတဲ့ဟာလေးပါတယ်အဲ့တော့ तू ကပါဠိကြီးပဲရွတ်ချင်တယ်ဆိုရင် तू ကဒါလေးကိုပဲရွတ်သွားလို့လည်းရတယ်ပြီးလို့ရှိရင် तू ကအဲ့ပါဠိကိုမှအပိုက်လိုက်ပေါ့နော်ဒီမင်္ဂလာတုတ်ကိုပြပြ translation သွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ translation လေးနဲ့တော့ဒီမှာဆိုလို့ရှိရင် not to associate with fools but to associate with the wise and to honor those worthy of honor this is the most auspicious sign ပေါ့နော်ဆိုတော့ဒါလေးတွေကလည်းဒီဒါလေးကိုမင်္ဂလာတုတ်အနေနဲ့ရွတ်မယ်ဆိုလို့ရှိရင်ခလေးတွေအတွက်ကလွယ်လွယ်ကူကူမင်္ဂလာတုတ်38ပြမင်္ဂလာကိုသိနိုင်တာဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါဖုတ်တတလောကဓမေဟိပေါ့လောကရန်၈ပါးမှာမတုံလို့ဖို့ဆိုလို့ရှိရင်ဒီထဲမှာဆိုရင်ဘာပါလဲဆိုတော့ when affected by worldly conditions if one's mind remains unshaken sorrowless stainless and secure this is the most auspicious sign ပေါ့နော်ဆိုတော့ဒါလေးဆိုရင်ဒါမင်္ဂလာတုတ်ကိုဒါအပိုက်လိုက်ဘာသာပြန်ထားတော်လေးထိထိမိမိလေးကောင်းတယ်ထိမိမိလေးကောင်းတဲ့ခါကျတော့ကျွန်မအဲ့ဒါလေးကိုကျွန်တော်ငယ်ငယ်တော့လည်းပေကြီး17တုတ်ကိုဖတ်မယ်ဆိုလို့ရှိရင်ပေကြီး17တုတ်ဘယ်ကနေဘလို့ဖြစ်ပေါ်လာလဲဆိုတော့ဖြစ်ပေါ်လာပုံပြီးလို့ရှိရင်ဒါသမိုင်းပေါ့နော်ဖြစ်ပေါ်လာပုံသမိုင်းပြီးရင်ပါဠိပြည်မြန်မာပြန်ပေါ့နော်အဲ့ဒါလေးတွေဖတ်ရတာပေါ့နောက်ပြီးတော့မင်္ဂလာတုတ်နဲ့ပတ်သက်တဲ့ပုံပြင်လေး story လေးတွေလည်းဖတ်ရတယ်လေ50နှစ်ပတ်တော်ကြီးထဲမှာလည်းရှိတယ်ဆိုတော့အဲ့ဒါမျိုးလေးဖတ်ရတယ်ဆိုတော့ဒါလေးကကိုယ့်အတွက်အထောက်အကူဖြစ်တယ်လို့ပဲပေါ့နော်ဆိုတော့ကျွန်မဒီမှာဆိုလို့ရှိရင်သူကနောက်မှာပါလေးဆိုတော့ not to associate with fools ဆိုရင်လူမိုင်းနဲ့မပေါင်းသင်းရဆိုတဲ့ဟာကိုသူကဒီမှာအကျယ်ချဲ့ပြီးတဲ့အခါကျတော့စာပိုက်လိုက်လေးဒီပြန်ရှင်းထားတယ်38ဖြောင်းအဲ့လိုပြန်ရှင်းထားတဲ့အခါကျတော့ကလေးကဒီမင်္ဂလာတုတ်တန်က38ခုလုံးကဘာကိုပြောနေတာလဲဆိုတဲ့ဟာကိုသူကပုံမြင်လေးတွေသဘောတဘာဝလေးတွေနဲ့သူနားလည်နိုင်ပေါ့ဒါကတော့ internet ကလေးမင်္ဂလာတုတ်ကိုကျွန်မအဓိကထုတ်ထားတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့မင်္ဂလာတုတ်ကပြောရရင်ဒီအရွယ်တွေကတဖြည်းဖြည်းနဲ့ကြီးလာပြီပေါ့နော်အခုဆိုလို့ရှိရင် teenager ဝင်လာပြီဆိုတဲ့အခါမှာအပေါင်းအသင်းခေါင်းမှန်းလည်းမသိဘူးတခါကျရင်ပျော်တဲ့လူနဲ့ပျော်သလိုပေါင်းတယ်တနာရင်တနာသလိုပေါင်းတယ်ခင်သလိုပေါင်းတယ်တခါကျလည်းကလေးတွေဆိုတော့ကိုပေါင်းတဲ့လူရှိအောင်သူများအကြိုက်လိုက်ပြီးပေါင်းတယ်ဒါတွေလည်းရှိတာပေါ့နော်ရှိတော့ပြောမယ်ဆိုရင်ကိုကဘာလူကိုတိုက်ကလည်းအပေါင်းအသင်းကောင်းဖြစ်ဖို့လိုတယ်အပေါင်းအသင်းကောင်းလည်းအကွာရွေးချက်တာဖို့လိုတယ်ဆိုတော့ကျွန်မအဲ့ဒီမှာမင်္ဂလာတုတ်ကိုကလေးကိုတော့အခုဒီလွန်ခဲ့တဲ့တစ်နှစ်လောက်ကနေစပြီးကျွန်မမင်္ဂလာတုတ်ကိုစပြီးတော့အဲ့လိုမျိုးတိတ်တိတ်ချာချာကျွန်မရွတ်ခိုင်းဖြစ်တယ်အရင်တော့ကျွန်မတုတ်တန်နေအရင်မရွတ်ခိုင်းဖြစ်ဘူးအမျှဝေတာခုနကပေါ့ကျွန်တော်တို့ပုံမှန်ဖျားရှိခိုးပဲကျွန်မရွတ်ခိုင်းဖြစ်တယ်နောက်တော့ကျွန်မမင်္ဂလာတုတ်ကိုပါထည့်ရွတ်ခိုင်းတယ်ဖျားရှိခိုးတာမနေ့ဆိုလို့ရှိရင်ကျွန်မကဖျားရှိခိုးတာအချိန်ပေးဖို့ကိုမနေ့က9နာရီခွဲဆိုရင်သူထားရတယ်အဲ့တော့9နာရီခွဲဆိုရင်ထားပြီးတော့ကိုကျွန်မဖျားရှိခိုးတာမပြီးမချင်းကျွန်မကသူ့ကိုကြောင်းအောင်လိုက်မပို့ဘူးbus stop ရှိတာ哦ဆိုတော့ကျောင်းကားလာရက်တဲ့ bus stop ကိုကျွန်မအိမ်ကနေ7မိနစ်တာလောက်ကျွန်မကားမောင်းပြီးတော့ပို့ရတယ်ဆိုတော့ကျွန်မ bus stop လည်းကျွန်မမပို့ဘူးဒီဖျားရှိခိုးတာပြီးအောင်ရှိခိုးရမယ်ဆိုပြီးတော့ကိုကျွန်မအဲ့ဒါလေးကိုလုပ်တယ်ပေါ့နော်အဲ့တော့မနက်ဖက်မှာတစ်ခါညဘက်အိယာဝင်တဲ့အခါမှာတစ်ခါပေါ့နော်ကျွန်မအဲ့ဒါလေးကိုပြောခိုင်းတယ်။ဘာကြောင့်လဲဆိုတော့ကလေးမှာကအခုအချိန်ကလေးကဒီလိုမျိုးအုတ်မြစ်ကိုတိတိကျကျမထည့်ပေါ့ကျွန်မဆိုလို့ရှိရင်၄တန်းနဲ့ပထန်းရွတ်ခဲ့ရတယ်အိမ်ကအမေရဲ့တင်ပေးတာတွေကြောင့်ပေါ့နော်၄တန်းကပထန်းအကျယ်ကိုရွတ်တယ်ရွတ်တက်နေပြီပါဠိကောင်းကောင်းနိုင်တယ်ပြီးတော့ကြီးတဲ့အခါကျတော့ကျမမှာဒီလိုဖျားရှိခိုးတာတွေကိုရွတ်ဖတ်ဖို့ဆိုတော့ကျမတို့လွယ်သွားတယ်ပါဠိဖတ်ဖို့ဆိုလည်းလွယ်တယ်ပါဠိခတ်နေတဲ့သူမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့တုတ်တန်နေဆိုလို့ရှိရင်လည်းရှည်တဲ့တုတ်တန်ပေါ့ငငယ်တော့တိုးတဲ့တုတ်တန်ကိုရွေးဖတ်တယ်ပေါ့ရွေးရွတ်တယ်ပေါ့နော်ဒါနပရိတ်တို့ပါတော့ဆိုင်ငငယ်လေးကကျမရွတ်တယ်ပေါ့နော်ဆိုတော့ရှည်တဲ့တုတ်တန်တွေကခြံထားတာတိုးတာတွေဆိုငငယ်တော့အကုန်ရွတ်တယ်နောက်ကြီးလာတော့ကျတော့အရှိတွေရောအတူတွေရောပြည့်ကြီးဆက်တော့အကုန်လုံးလွယ်လွယ်လေးနဲ့ရွတ်သွားတာပဲပေါ့နော်ဆိုတော့ငငယ်နဲ့အမေကဒီလိုမျိုးကျမကို train ခဲ့တဲ့အခါကျတော့ကျမမှာဖျားရှိကိုရွတ်ဖတ်ပူဇော်ခြင်းဟာကျမအတွက်အလေးအထားတစ်ခုလို့ဖြစ်လာ habitual ဖြစ်လာတဲ့အခါကျတော့မလုပ်ရင်မနေတတ်ဘူးပေါ့နော်အဲ့တော့မိဘကကျမတို့ဒီနေရာမှာဒါဟာငါတို့ဟာဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ပေါ့နော်
မြတ်စွာဘုရားကိုကိုးကွယ်နေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးတော့ကျမတို့တွေကနိဗ္ဗာန်ရောက်ကြောင်းတရားတွေတို့ဘာတွေတော့သူတို့တော့သွားပြီးတော့အများကြီးသင်လို့လည်းမရသေးဘူးနားလည်းလည်ဦးမှလည်းမဟုတ်ဘူးဒါပေမဲ့အခြေခံ foundation အနေနဲ့တော့ဒါတွေတော့လုပ်ကိုလုပ်ရမယ်ဒါကတော့ it's a must ပေါ့နော်ဒါကိုတော့ကြော်လို့လည်းမရဘူးဒါကိုမျက်ကွယ်ပြုတ်လို့လည်းမရဘူးဒီအဆင့်တွေကိုကြော်လွှားလို့မရဘူးဆိုတာကိုကျမကသင်ရတာပေါ့နော်နောက်တစ်ခုကကျတော့ဖရာသမိုင်းပေါ့ဖရာသမိုင်းဆိုတဲ့အခါကျတော့ကျမ YouTube မှာဖရာသမိုင်းကိုရှာတဲ့အခါကျတော့ကံကောင်းစွာနဲ့ယိုးဒယားတို့တခြားနိုင်ငံတွေကနေပြီးတော့ဒီဗုဒ္ဓသမိုင်းကိုပြန်ပြီးတော့ရိုက်ထားတဲ့ကာတွန်းလေးတွေရှိတယ်တော်တော်ကောင်းပါတယ်ယိုးဒယားရိုက်ထားတာဆိုရင်4 နာရီလောက်တောင်ကြာတယ်ထင်တယ်အဲ့ဒါဆိုတော်တော်လေးလည်းရှည်တယ်တော်တော်လေးကောင်းပါတယ်เนาะနည်းနည်းလေးတော့တချို့ဟာလေးတွေမှာတော့ကျမတို့ဒီထေရဝါဒပုံစံနဲ့နည်းနည်းလေးတော့လွဲတာလေးတွေတော့ပါတာပေါ့ဒါပေမဲ့ anyway ဖရာသမိုင်းကိုကလေးတယောက်အနေနဲ့ကာတွန်းလိုမျိုးလေးကြည့်ဖို့ဆိုရင်တော်တော်လေးကောင်းပါတယ်အဲ့တော့နောက်ကလေးတွေနားလည်အောင်သင်ထားတဲ့တခြားကာတွန်းလေးလည်းအများကြီးရှိတယ်ဆိုတော့ကျမတစ်ခါလေး internet ကနေလည်း sharing လုပ်ပေးတယ် Telegram ကနေလည်းကျမ sharing လုပ်ပေးတာလေးရှိပါတယ်ဆိုတော့အဲ့ဒါလိုဗီဒီယိုလေးတွေရှာပြီးတော့လည်းကလေးတွေကိုဗုဒ္ဓဝင်သင်ပေးလို့ရတယ်နောက်တစ်ခုကတော့ကျမဒါလေးကတော့ယရဏတုတ်တံပေါ့နော်ဆိုတော့ယရဏတုတ်မှာတော့ကျမတို့ PhD ဆက်တုတ်မှာမင်္ဂလာတုတ်ကတော့ရှေ့ဆုံးကလာတယ်ဆိုပေမဲ့တကယ်တမ်းအရန်အစွမ်းတကူထက်မြက်တယ်ဘေးအန္တရာယ်လည်းကာကွယ်နိုင်တယ်ပေါ့နောက်ကိုယ့်ရဲ့အဆောင်အရှောက်လိုလည်းဖြစ်တယ်အရန်အတားလိုလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါယရဏတုတ်တံကယရဏ3ပါးမှာဒါယရဏတုတ်တံယရဏ3ပါးကိုပူဇော်ထားတာပဲဆိုတော့အင်မတန်ကိုဒါသစ္စာဆိုခြင်းနေနဲ့လည်းပြည့်စုံတဲ့တုတ်တံဖြစ်တဲ့အခါကျတော့ကျမသမီးကိုဘာလုပ်လဲဆိုတဲ့အခါကျတော့ internet ကနေပဲယရဏတုတ်တံကိုကျမဘာလုပ်လဲဆိုတော့ပါဠိလိုမျိုးထုတ်ပေးတယ် background story ဒီမှာဆိုရင်ဒါ background story ပါတယ်ပြီးလို့ရှိရင်ဒီဘက်မှာကပါဠိလိုပါတယ်ပြီးရင်ဒီဘက်ကနေပြီးတော့ဘာသာပြန်ပါတယ်ပေါ့နော်ဆိုတော့ဘာသာပြန်လေးတွေနဲ့အဲ့ဒီမှာသစ္စာဆိုတာခေါ်ပေါ့နော်သစ္စာဆိုတာကိုအဲ့ဒါကိုမနှက်ဆိုလို့ရှိရင်ယူပါတယ်ပြီးလို့ရှိရင်သမီးကိုကျွန်တော်ဘေးအန္တရာယ်ကင်းအောင်ရေเนาะအဆောင်အရှောက်အကာအကွယ်ခေါင်းရဖို့ပေါ့เนาะပြောရင်သူကျောင်းမှာဆိုတော့အခါမှာခုနလိုပေါ့အပေါင်းအသင်းတို့နောက်ဆောင်းတွင်းမှာဒါ bus တွေနဲ့ school bus တွေနဲ့တော်လာဆိုတဲ့အခါမှာဘေးအန္တရာယ်ကင်းအောင်ပေါ့ဆက်ဆက်ရပေါ့เนาะနောက်သူများမြောက်ပေးတိုင်းပေါ့ဟိုလှုပ်ဒီလှုပ်ရှောက်မလှုပ်အောင်ပေါ့เนาะကျွန်မအရန်အတားအနေနဲ့ဒီမှာဘာကိုကျွန်မထပ်ပြီးတော့ရှာပြီးတော့ရွတ်ခိုင်းလဲဆိုတဲ့အခါကျတော့အာတာနာတိယသုတ်အဲ့တော့အာတာနာတိယသုတ်တန်ဆိုရင်ကျွန်မကဒီမှာဆိုလို့ရှိရင်အာတာနာတိယသုတ်တန်စကားပြေကိုကျွန်မဆိုလဲအာတာနာတိယသုတ်တန်ကိုကျွန်မစကားပြေရွတ်တာမြန်မာပြန်ရွတ်တာကျွန်မဆိုရင်အာတာနာတိယသုတ်ကိုနောက်ပြီးတော့ပါဠိလိုလည်းရွတ်တယ်မြန်မာပြန်လည်းရွတ်တယ်ပေါ့နော်အာတာနာတိယသုတ်ကိုနှစ်မျိုးကျွန်မရွတ်တယ်အာတာနာတိယသုတ်ကိုမှအကျယ်အကြီးကြီးဖွင့်ထားတယ်အကျယ်ရှင်းတာလည်းရှိတယ်အကျယ်ရေးထားတာလည်းရှိတယ်အဲ့ဒီအာတာနာတိယသုတ်တန်ဆိုလို့ရှိရင်ကျွန်မမသိတာရှိတယ်ပေါ့နော်ဆိုတော့ anyway ဒီယရဏသုတ်တန်ဆိုရင်ဒီမှာစကားပြေအဲ့စကားပြေကိုကျွန်မကsorry အာတာနာတိယသုတ်အာတာနာတိယသုတ်တန်ရှေ့ပလိစေเนาะသူ့အတွက်အင်္ဂလိပ်စာဖတ်တာမြန်တယ်ဆိုတဲ့ခါကျတော့ဒီမှာအာတာနာတိယသုတ်တန်ကိုကျွန်မစကားပြေကိုဒီမှာဆိုရင်ဘယ်နှမျက်နှာရှိလဲဆိုတဲ့ခါကျအင်္ဂလိပ်လိုပေါ့เนาะဘယ်နှမျက်နှာရှိလဲဆိုရင်เนาะ1 2 3 4 5 6ပေါ့နော်အဲ့တော့6ပေါ့နော်6မျက်နှာလောက်ထိပေါ့နော်ရှိတဲ့ဒီအာတာနာတိယသုံးပါဒီနေရာမှာအပြည့်အစုံပေါ့နော်ဒီအပြည့်အစုံအကုန်လုံးကိုအဲ့ဒါရွတ်ခိုင်းတဲ့သမီးကိုအာတာနာတိယသုံးအဲ့တော့မနက်ဖက်မှာအချိန်မမီလို့ရှိရင်ညဘက်မှာယရဏသုံးနဲ့အာတာနာတိယသုံးမနက်ဖက်မှာယရဏသုံးရွတ်တယ်ဆိုရင်ညဘက်မှာအာတာနာတိယသုံးစသဖြင့်ခွဲပြီးတဲ့အခါကျကျွန်မရွတ်ခိုင်းတယ်။ဘာကြောင့်လဲဆိုတော့ဒီသုတ်တန်တွေဟာလူတစ်ယောက်ကိုအင်မတန်ကိုဘေးအန္တရာယ်ကဲအောင်လုံခြုံအောင်အင်မတန်ကိုအထောက်အကူပြုတဲ့အစွမ်းထက်တဲ့ပရိတ်တော်တွေဖြစ်တယ်။ဆိုတော့ဒီပရိတ်ကြီးဆက်တဲ့တုတ်ကိုတော့အင်္ဂါသမီးကသိကိုသိရမယ်။ဆိုတော့သိကိုသိရမယ်နားလည်ရမယ်ရွတ်တဲ့ဟာတော့ခုနလိုအရေးကြီးတာလောက်ရွတ်ပေါ့။အခုဆိုရင်ဒါမင်္ဂလာတုတ်ပါတယ်ယရဏတုတ်ပါတယ်မေတ္တာတုတ်ပါတယ်ပေါ့နော်။ပြီးလို့ရှိရင်အာတာနာတရားတုတ်ပါတယ်နော်အဲ့တော့ကြတော့ဒါသူတိကိုသိရမယ်ဒီပရိတ်တော်တွေကိုတိကိုသိရမယ်ဆိုရဲကျွန်မတန်နေထန်တယ်သူ့ကိုဒါကိုပင်မလည်းမတတ်နိုင်ဘူးတနေ့ကြလို့ရှိရင်ကျမတို့အမေအဖေဆိုတဲ့ကာကွယ်ပေးမှုအောက်ကနေပြီးတော့သူထွက်သွားတဲ့အချိန်ကျမတို့ကလည်းမကာကွယ်ပေးနိုင်တော့တဲ့အချိန်တစ်ချိန်ရောက်ပြီဆိုရင်လောကရန်အမျိုးမျိုးနဲ့တွေ့တဲ့အခါမှာကျမတို့မှာစောက်တီးရပါတော့နော်စောက်တီးရမရဆိုတဲ့အနေအထားတွေမဖြစ်အောင်ဒီလိုတုတ်တန်ကြီးတွေကိုအားကိုးပြီးတော့ရွတ်ဖတ်ပူဇော်နိုင်ရင်ကိုဟုတ်နေပြီဆိုတဲ့မျှော်လင့်ချက်လေးနဲ့ကျမကတင်တာဖြစ်တယ်အဲ့ညမှာတော့ကျမတွန်းတွန်းတိုက်တိုက်လုပ်တယ်အဲ့တော့ဒီညမှာတော့ကျမကတော့ဒါမိဘတယောက်ရဲ့power လို့ပဲပြောရမလားဒါလို့ကိုလောက်ပါမယ်ဒါတို့တွေက
တို့ရဲ့ဦးကောင်းမှာခေါင်းစဉ်တက်ပြီးတော့ကိုရီဟာမြတ်စွာဘုရားကိုကိုးကွယ်တဲ့သူပါဆိုတဲ့ခေါင်းစဉ်တက်ပြီးနေတဲ့ဆိုရင်ဒီအလုပ်တွေလုပ်ကိုလုပ်ရမယ်ဆိုတဲ့ဟာနဲ့ကျမကတော့ပြက်ပြက်သားသားအိမ်မှာစီကံချမှတ်ပြီးတော့ဒါတွေကိုလုပ်ခိုင်းတယ်လုပ်ချင်မလုပ်ချင်လုပ်ရမယ်ပဲကျမလည်းရှေ့ကနေလုပ်ပြတယ်သူ့ကိုလည်းလုပ်ရမယ်ကျမလည်းပြပြတယ်ကျမငငယ်တော့ကကျမအမေကဘလို့တင်ခဲ့တယ်ဘလို့တင်ခဲ့တဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်လာတယ်ကျမဘဝမှာဘလို့မျိုးလောကဓာတ်နဲ့ကြုံတွေ့တဲ့အခါမှာကျမဟာသစ္စာဆိုတဲ့ယရနာတုတ်အာဒါနာတရားတုတ်မေတ္တာတုတ်တွေနဲ့ကျမရွတ်ဖတ်ပူဇော်ပြီးတော့ကျမသစ္စာဆိုတဲ့ဘလို့စူးစားတယ်ဘလို့မျိုးကျမအန်ဒီရယ်တွေကိုကျမဖြတ်တန်းလာခဲ့တယ်စသဖြင့်ဒါလေးတွေလည်းသမီးကိုပြောပြတယ်ကိုတွေ့လေးတွေပြောပြတယ်ပြောပြတဲ့အခါမှာဒီတုတ်တန်တွေကတနေ့ကျရင်ဘဝမှာလူဆိုတာဘာတွေနဲ့ကြုံတွေ့ရမလဲမသိဘူးခရီးသွားတယ်မဲ့ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဘေးအန္တရာယ်ကင်းအောင်လောကရန်အနောက်အရှက်တွေနဲ့ကင်းဝေးအောင်ပေါ့နော်အဲ့တော့ကိုဟာဒီလိုတုတ်တန်တွေနဲ့အာထုံမှန်းပြီးတော့ကိုဟာရွတ်ဖတ်တယ်ကြင်ကြံနေတယ်ဆိုလို့ရှိရင်အနည်းနဲ့အများတော့ကိုမဟုတ်တာလုံးမိတော့မယ်ဆိုလို့ရှိရင်လည်းကိုစင်ကြံနိုင်စွမ်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျမဆိုလို့ရှိရင်လည်းဒါဒီလိုမျိုးတုတ်တန်တွေရွတ်ဖတ်ပူဇော်တဲ့အကျိုးကျေးဇူးနဲ့ပဲအများကြီးဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ပဋ္ဌာန်းပေါ့ပဋ္ဌာန်းမှာတော့အိမ်ကသမီးမှာကပဋ္ဌာန်းရဲ့ file လေးကခဏလေးကျမမှာအနားမှာမရှိဘူးဖြစ်နေအိမ်ကသမီးကပဋ္ဌာန်းကိုဒီပဋ္ဌာန်းအကျယ်ကိုဟေတုပစ္စည်းတော့သူရတယ်ပဋ္ဌာန်းအကျယ်ကိုအင်္ဂလိပ်လိုဒီပါဠိအင်္ဂလိပ်လိုမျိုးရေးထားတဲ့file လေးရှိတယ်အဲ့ဒါလေးကိုလည်းကျမကသူ့ကိုပဋ္ဌာန်းကိုသူ့ကိုရွတ်ခိုင်းလေးရှိတယ်ရွတ်ခိုင်းတဲ့အခါကျလို့ရှင်တော့သူ့ကိုအခုလိုမျိုးတုတ်တန်နေဟိုရွတ်တဲ့ဥစ္စာပေါ့နော်ရက်ကိုချလိုက်တာပေါ့အဲ့လို Saturday Sunday မှာမျိုးဒါမှမဟုတ်ရင်ဒီတစ်ပတ်အတွက်ပဋ္ဌာန်းရွတ်ပြီးပြီလားဆိုမေးပြီးတဲ့အခါကျတော့သူအားနေတဲ့အချိန်ကြောင်းမတော်တဲ့နေ့တွေတို့ပါလို့ဆိုရင်ကျွန်မပဋ္ဌာန်းကိုတစ်ခါပြန်ရွတ်ခိုင်းတာအဲ့ဒါမျိုးတွေကျွန်မလုပ်လို့ရှိတယ်ဆိုတော့ကျွန်မကတော့အဲ့အချိန်မှာတော့အိမ်ကသမီးကိုပေါ့နော်ဒီနောက်ဆုံးမှာဟလာကျွန်မဆိုအိမ်ကသမီးကိုဘယ်လိုတင်လဲဆိုတော့ဟလာပညာရေးအများကြီးတက်တာမတက်တာပတ်စံနေချမ်းသာတာမချမ်းသာတာပေါ့နော်ဒါတွေအသာထားလိုက်အောင်ကို့မှာကဘဝကိုပေါ့နော်ဖြတ်တန်းနေလို့ရှိရင်ယရနာ၃ပါးရဲ့အစုံအမနဲ့သူတော်ကောင်းဖြစ်ရင်ရပြီသူတော်ကောင်းဖြစ်အောင်နေရင်ရပြီပေါ့နော်ကျွန်မအဲ့ဒါပဲပြောတော့တယ်သမီးကိုအဲ့တော့ကျတော့အဲ့လိုနေဖို့အတွက်ဆိုရင်ဒီဟာတွေကလုပ်ကိုလုပ်ရမယ်ဒါလုပ်နေုံကိုဘဝကကျေနပ်စရာကောင်းပြီเนาะဒါတွေရုပ်ဖက်ပူဇော်တော်စင်နေတဲ့အနေအထားရှိရင်ကိုဒါကျေနပ်စရာကောင်းနေပြီဆိုတာကိုကျွန်မသူ့ကိုအဲ့လိုလေးပြောပြီးတော့ကျွန်မသိတယ်ပေါ့နော်ဆိုတော့ဒါလေးတွေကတော့ကျွန်မသမီးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ကျွန်မဘက်ကအတက်နိုင်ဆုံးပေါ့သူ့အရွယ်နဲ့သူပေါ့ဒါတွေကိုတော့အခု grade 7ရောက်မှ grade 7 grade 6နဲ့7ကြားရဲ့ရောက်မှသူရွှေ့လာနိုင်တာငငယ်တုန်းကတော့ခုနကဟိုကျမတို့ငငယ်တုန်းကအเจ้าမှာဖျားရှိခိုးတလောက်ပဲသူရွတ်တာပေါ့နော်။အော်ဒါနဲ့ဒါလေးကတော့သူ grade 3လောက်ကနေကသူဖတ်တဲ့စာအုပ်ကလေးဖြစ်တယ်။ဒါကတော့ theory linker ကထုတ်တာဖြစ်တယ်။ကျွန်မ Amazon ကနေပြီးတော့ order မှာလို့ရတဲ့အတွက်ကြောင့်မို့လို့ Amazon ကနေပြီးတော့ကျွန်မဝယ်ထားတာဖြစ်တယ်။ဒါတော့ The Life of Buddha for Children ဆိုတာကတော့ကလေးတွေအတွက်ကိုဒါတီးသန့်ရေးထားတာဖြစ်တယ်။ဒီထဲမှာတော့မြတ်စွာဘုရားရဲ့ဇတ်တော်အင်္ဂုလိမာလာတို့ဘာတို့အကုန်ပါတယ်။အဲ့တော့အိမ်ကသမီးကပြောမယ်ဆိုရင်ဒီထက်ကဇက်တော်တွေပေါ့နော်ကျမတော်မှငငယ်တုန်းကတချို့ဇက်တော်တွေဆိုဖတ်ပြီးတော့မေ့ကုန်တာကြီးရှိတယ်လေမှာတာမာဝတီမိဖုရားတို့ဘာလို့ဆိုကိုကနာမည်တွေနဲ့ဇက်တော်တွေနဲ့တိတ်မမှတ်မိတာမတွဲမိတာပေါ့နော်ကောသလဗာလေကောသလမင်းကြီးရဲ့နောက်ဗာလေမလိကာမိဖုရားရဲ့စသဖြင့်ဒီလိုမျိုးလေးတွေပေါ့နော်ဟိုတေချာမမှတ်မိတာလေးရှိတယ်သူကမှဖတ်ပြီးတဲ့အခါကျတော့သူကမှတေချာချာဘယ်ဇက်လန်တဲကဘယ် character ကဘယ်သူဆိုတာမျိုးသူမှတ်တတ်တယ်ဆိုတဲ့အခါကျသူကတော့မှဒါဗုဒ္ဓကိုတေချာမှတ်မိသေးတယ်ဒီထဲမှာတော့ကလေးနားလည်အောင်ရေးတဲ့အခါမှာတအားစာလုံးလေးတွေရှင်းတယ် grade 3လောက်ဆိုတာကောင်းကောင်းဖတ်နိုင်တယ်ဆိုတော့ဒီစာအုပ်ကလေး The Life of Buddha for Children ဆိုတဲ့ဟာပေါ့နော်အရန်ကောင်းတယ်ဒီစာအုပ်အဖုံးလေးမှာဆိုရင်ကျွန်မဘာလေးဘယ်လောက်ထိသဘောကျလဲဆိုရင်ဒါမြတ်စွာဘုရားရဲ့ဂုဏ်တော်၉ပါးမြတ်စွာဘုရားရဲ့ဂုဏ်တော်၉ပါးကိုသူကဘာလုပ်ထားတာလဲဆိုတော့စိုးလို့ကောင်းအောင်ရေးဖွဲ့ထားတာပေါ့နော်အထိပ္ပယ်လေးနဲ့ရေးဖွဲ့ထားတာပေါ့နော်ဆိုတော့လောဘဒေါသမောဟကင်းစင်တဲ့အာရဟံဂုဏ်တော်နဲ့เนาะကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဆိုဒီမှာဆို My teacher O Buddha destroyed anger eradicated ignorance crushed away the greed pleasant is the mind pure supreme to all thus the Buddha is arahant venerate the worlds အဲ့လိုလေးလားဆိုတော့အာရဟံဂုဏ်တော်ကိုသူကအဲ့လိုเนาะအပြည့်အစုံအာရဟံရဲ့ဒါအပြည့်အစုံလေးရဲ့အတိတ်ပဲစာဆိုလေးရဲ့ပြီးလို့ရှင်တမတမုတ်တော်ပေါ့နော် never asked anyone nor referred any books four noble truth were discovered without help conquered the world as the enlightened one Samma Sambuddha our sage is hence
နော်ဒါဆိုတမသမုဒ္ဒဂုံတော်ဆိုတော့ဒီကြပြလေးဆိုရင်ကကြပြပဲခေါ်ရမှာနော်ဒါဒီဂုံတော်9ပါးဆိုကျမသမီးကိုဆိုတခါကြားလို့ရှင်သူ့ကိုသမီးဒါလေးကို9ကဆို9ကရွတ်ဒါလေးကိုရွတ်အားနေလို့ရှင်ဒါလေးရွတ်ပေါ့နော်အခုကျတော့ကြီးလာတော့နည်းနည်းပြောရခက်တယ်ငငယ်တော့အမေကဒါလို့ဆိုရွတ်တယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ကျမရဲ့ဒါစာအုပ်ဖတ်တဲ့စာအုပ်အပိုင်းလေးတွေပေါ့နော်နောက်တစ်ခုကဓမ္မပဒပုံပြင်ဓမ္မပဒပုံပြင်တွေက audio လေးတွေ YouTube မှာလည်းနားထောင်လို့ရတယ်ဒီမှာဆိုရင်ဓမ္မပဒ story ဆိုပြီးတော့ကျမ internet ကနေပဲကျမ download လုပ်ထားတာဒီမှာဆိုလို့ရှိရင်လည်းဓမ္မပဒ story တွေအများကြီးပဲဒီမှာရေးထားတာလေးတွေပါတယ်ဆိုတော့ကျမဆိုတာ printer ထုတ်ပေးထားတယ်လေဒီမှာ clip လေးနဲ့တွဲပေးထားတယ်သူဖတ်ဆိုတော့သူဓမ္မပဒ story လေးအပြင်းပြေဖတ်ပေါ့နော်ငငယ်တော့ကသူဒါလေးဖတ်တယ်ပေါ့ဟောအဲ့တော့ငငယ်လေးမှတော့သူအဲ့ဒါလေးဖတ်ခဲ့တဲ့အခန်းရှိတော့ဓမ္မပဒကိုကျမကဒီနှစ်ပေါ့ grade 7မှာကျမရဲ့ target ကဓမ္မပဒကိုသူသိရမယ်ဓမ္မပဒဆိုတာကကျမတို့ဖះဟောတရားတွေကိုအတူချုပ်စာတူလေးတွေပေါ့ခုတ်ဆေးလိုမျိုးစုပြီးတဲ့အခါကျတော့သူကဒီစုပြီးရေးထားတဲ့ကြံပေါ့နော်ဓမ္မပဒဆိုတာတော့ဆိုတော့ဓမ္မပဒကကျမတို့ကဒီဓမ္မပဒကိုကျမမှာ audio book ရှိတယ်အဲ့ဒီ audio book ကလည်းအတန်ရောရှင်းပြထားတာရောဒီဓမ္မပဒ stories တွေပြောထားတာရောတော်တော်လေးကိုကောင်းတယ်ဆိုတော့ကျမကသူ့ကိုဓမ္မပဒကို audio book လေးဖွင့်ပြတဲ့အခါကျတော့သူအဲ့မှာဓမ္မပဒကိုသူနားထောင်ပြီးတော့သူသဘောကျတယ်မမေရဲ့စိတ်ထဲမှာငြိမ်းချမ်းသွားတယ်သူအေးချမ်းသွားတယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်အဲ့ဒါကျမကသူဓမ္မပဒကိုဘာလို့ခိုင်းလဲဆိုတဲ့အခါကျတော့ဒီမှာက Gil Fronsdal ပေါ့နော်သူကတော့ဓမ္မပဒကိုမူရင်းအင်္ဂလိပ်လိုပြန်တဲ့ပုံစံမဟုတ်ဘဲနဲ့မူရင်းပြန်တာရှိသေးတယ်အဲ့တော့တန်ခါဆရာတော်တစ်ပါးဘာသာပြန်လာတာဒါကတော့ Gil Fronsdal ကနည်းနည်း easy ဖြစ်တဲ့ English နဲ့သူကဘာသာပြန်တာဓမ္မပဒကိုဆိုတော့ကျမကသူ့ကိုဘာလို့ခိုင်းလဲဆိုတော့အိမ်ကသမီးကိုသူ့ရဲ့စာအုပ်တုပ်ထဲမှာဓမ္မပဒကိုကျမသူအခန်းလိုက်ပေါ့နော်ဥမာဓမ္မပဒကသူကအခန်း1မှာဆိုလို့ရှိရင်ဒါ dichotomies တွေဆိုလို့ရှိရင်အဲ့တော့အဲ့ဒါရဲ့ဒီခေါင်းစဉ်အောက်မှာနော်တစ်နေ့ကိုတစ်မျက်နှာနှစ်မျက်နှာပေါ့နော်အဲ့ဒါမျိုးလေးတွေကိုကျမကူးရေးခိုင်းတယ်ကူးပဲရေးခိုင်းတာအလွတ်လည်းရကြလည်းမလို့ audio book လည်းဖွင့်ပေးတယ်ဒါလေးကူးရေးခိုင်းပါဠိလိုတော့ तू မသိဘူးပေါ့เนาะဒါပေမဲ့ तू story လေးနဲ့တွဲပြီးတော့ तू မှတ်ပြီးတယ်ဒီ story လေးနဲ့တွဲမှတ်ပြီးတဲ့အခါကျတော့ဒီမှာဆိုလို့ရှိရင်ဒါဘယ်လိုခေါ်မလဲအမုန်းရန်ကိုရန်ချင်းတုံ့ပြန်တာတို့ဘာလို့ဆိုရင်ဒါကလေးတွေကိုစားတယ်ဘလူးမလားเนาะအဲ့ဒီဇလန်လေးရှိတယ်ဆိုတော့အဲ့လိုဟာမျိုးလေးနဲ့ तू တွဲမှတ်ထားတာတို့ဘာလို့တော့မှ तू တွဲမှတ်ထားတယ်ပြောမယ်ဆိုရင်တော့သူစိတ်ထဲမှာပုံမြင်လေးနဲ့ဒါလေးနဲ့တွဲလိုက်တဲ့အခါကျ तू ဓမ္မပဒကိုသဘောပေါက်သွားတဲ့ပုံစံလေးပေါ့နော်ဒါလေးလည်း Amazon မှာဝယ်လို့ရတယ်ကျမတို့ပြည်ပမှာနေတဲ့လူတွေကတော့ Amazon ကိုအလွယ်လေးစာအုပ်မှာလို့ရတဲ့အတွက်ကြောင့်မလို့ Amazon ကနေပြီးရှာဝယ်လို့ရတယ်ဒါဓမ္မပဒပေါ့နော်စာရေးဆရာက Gil Fronsdal သူကဟိုနည်း easy ဖြစ်တဲ့ English နဲ့သွားတာပေါ့နော်ဆိုတော့အဲ့တော့မူရင်းဘာသာပြန်တဲ့ဟာကျတော့ကျမမှာစာအုပ်ရှိတယ်ဒါပေမဲ့နည်းနည်းလေးသူအင်္ဂလိပ်စာနည်းနည်းခလေးတွေအတွက်ကျတော့နည်းနည်းတစ်မျိုးထောက်လေးပေါ့နော်အရင်မြင့်တယ်ပေါ့လေအဲ့လိုပြောမှဆိုတော့ထောက်တယ်ဆိုတော့မြင့်တယ်ပေါ့ရေးတဲ့သားတဲ့ပုံစံမြင့်တယ်ပေါ့ဒါကျတော့ရိုးရိုး simple ဖြစ်တဲ့ပုံစံလေးပေါ့နော်အဲ့လိုဖြစ်တာပေါ့ဆိုတော့ဒါလေးတွေဆိုလို့ရှိရင်ဒါဓမ္မပဒကိုကျွန်မသူ့ကိုရေးခိုင်းတာပေါ့ရေးခိုင်းတဲ့ခါကျသူဆိုလို့ရှိရင်အခုဆိုစာအုပ်တစ်ဝက်ကျော်သူပြီးလာပြီပေါ့နော်ဒါကူရေးအဲ့ဒါလေးကျတော့ကျွန်မကသူ့ Saturday Sunday မှာအားရရက်ပေါ့နော်ပုံမှန်ကြီးလည်းမဟုတ်ဘူးပေါ့သမီးဓမ္မပဒဘယ်ပိုင်းရောက်နေပြီလဲဒါလေးကူရေးလိုက်ပါအောင်ဒီမှာဆိုရင်မှာဆိုတာ happiness ပေါ့နော်အဲ့ဒီ happiness အတွက်ဆိုလို့ရှိရင်ဒါဓမ္မပဒအဆိုလေးတွေမှာပေါ့နော်ဒါပျော်ရွှင်ခြင်းပေါ့နော်ပျော်ရွှင်ခြင်းဆိုတဲ့ဟာဓမ္မso happily we live without hate among those with hate among people who hate we live without hate เนาะအဲ့တော့ဒါလေးဆိုလို့ရှိရင်ဒါဒါလေးကြားလိုက်ရုံနဲ့နားလည်လွယ်တယ်လीเนาะအဲ့တော့ပျော်ပျော်ရွှင်ရွှင်နေကြရတယ်เนาะအမုန်းတရားမရှိဘဲနဲ့ပေါ့เนาะကိုမုန်းနေတဲ့သူတွေเนาะကိုအမုန်းတရားကြားထဲမှာပေါ့เนาะမုန်းတဲ့လူတွေကြားထဲမှာကိုကအမုန်းတရားမရှိဘဲနဲ့ကိုနေနိုင်ခြင်းဟာပျော်ရွှင်ခြင်းကိုရစေတယ်ဆိုတာမျိုးလေးပေါ့เนาะဆိုတော့ဒါလေးတွေဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းပါတယ်ကျွန်မအဲ့ဒါလေးတွေဆိုလို့ရှိရင်ဓမ္မပဒမြန်မာလူဆိုလို့ရှိရင်တော့ကျွန်မမှာဓမ္မပဒစာအုပ်တော့မရှိဘူးဒါပေမဲ့ကျွန်မ internet မှာ Wikipedia မှာဓမ္မပဒလို့ရှာလိုက်လို့ရှိရင်ဓမ္မပဒ story တွေရောဓမ္မပဒကိုပါဠိလိုရောဘာသာပြန်လို့ရေးထားတာရောအကုန်လုံး Wikipedia မှာထွက်တယ်အဲ့တော့ Wikipedia လည်းကျေးဇူးတင်မှုကောင်းတယ်ကျွန်မမြန်မာလိုဓမ္မပဒကိုနားလည်ခြင်းတော့ Wikipedia မှာဖတ်လိုက်ရနေပြီအဲ့တော့အိမ်ကသမီးအတွက်ကကြတော့ဒီစာအုပ်ဓမ္မပဒလေးကို audio book နားထောင်တာ audio book ကတော့ဒီစာအုပ်မဟုတ်ဘူးဓမ္မပဒကို original ဒီဓမ္မပဒကိုမှရွတ်ပြတာပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဓမ္မပဒ audio book က
ဒီစာအုပ်ကသူ့အတွက်ဓမ္မပဒမှာသင်ဖို့အရင်ကောင်းဓမ္မပဒကတော့ကျမကတော့ဗုဒ္ဓဘာသာဝင်ကောင်းတယောက်အနေနဲ့ it's a must လို့ကျမပြောချင်တယ်ပေါ့နော်ဆိုတော့ဓမ္မပဒမှာကျမ audio book မှာ let me see ဆိုတော့ခဏလေးနော်ဓမ္မပဒ audio book ကကျမက Apple ဟို books ကနေပြီးတော့ဝယ်ထားတာဖြစ်တယ်ဆိုတော့audio book မှာရှာမယ်ထင်တယ်ဖေးရောက်သွားပါလိမ့်ဖေးရောက်သွားပြီမသိဘူးစာအုပ်တွေများပြီးတော့ပြောင်းနေဆိုတော့ဓမ္မပဒဒီမှာတွေ့ပြီဆိုတော့ဒီမှာဒီဟာလေးပေါ့နော်ဒီ the ဓမ္မပဒ the udana the itivuttaka ပေါ့နော်ဒီဟာလေးဒီ audio book လေးအရန်ကိုကောင်းပါတယ်ဒါလေးကို Apple ကနေပြီးတော့ဝယ်လို့ရ Apple book ကနေပြီးတော့ဒါဝယ်လို့ရတယ်အဲ့တော့Audible ဒီ Amazon Audible မှာလည်းရှိကောင်းရှိနိုင်ပါတယ်เนาะဆိုတော့ဒီမှာဆိုဖတ်တဲ့လူရဲ့အတန်အားစာအရန်ကောင်းတယ်ဒီစာအုပ်လေးဖြစ်တယ်ဒါလေးကိုaudio book လေးဝယ်ပြီးတော့ခလေးတွေကိုမနက်တိုင်း Bluetooth speaker လေးနဲ့ join မှာကျမဆို speaker လေးနှလုံးကျမ Bluetooth နဲ့ join တာလေးနှလုံးဝယ်ထားတာရှိတယ်အဲ့အပေါ်တက်တစ်လုံးအဲ့အောက်တက်တစ်လုံးပြိုင်လို့ဖွင့်လို့ရတယ်အဲ့တော့ဖုန်းနဲ့အဲ့ Bluetooth speaker လေးနဲ့ join လိုက်ရင်တအိမ်လုံးအတန်ကြီးကြီးနဲ့ဓမ္မပဒကိုနှာယူလို့ရတယ်အဲ့တော့ကြတော့ကျမ audio book ကိုပေါ့နော်မနက်ဆိုလို့ရှိရင်ဒါဟိုကျမတို့ဒီမနက်ဆိုရင်ကျမတို့မှာလေပေကြီး17တုပ်တို့ပါတော့ TV ကနေဖွင့်တာရှိတာဟုတ်ဒါပေမဲ့ပေကြီး17တုပ်ပါတော့ TV ကနေဖွင့်တဲ့အခါလဲဖွင့်မယ်ဒါပေမဲ့သူနိုးကနာနီးလောက်ဆိုလို့ရှိရင်ကျမကဒီဓမ္မပဒကိုကျမ speaker လေးနဲ့ကျမဖွင့်ပေးလိုက်တာပေါ့နော်အဲ့တော့သူလည်းနားထောင်လို့ရတယ်အဲ့တော့ကျမလည်းဓမ္မပဒနာယူလို့ရတယ်ပေါ့နော်ဒါလေးကကလေးလည်းနားလဲတယ်လူကြီးလည်းနားလဲတယ်ပေါ့နော်အဲ့တော့ဒါဓမ္မပဒနောက်တစ်ခုကတော့ကျမသမီးကိုဒီ grade 7မှာနောက်တစ်မျိုးကျမထပ်ပြီးတော့ထက်ဆန်းတယ်ပေါ့နော်ထက်ဆန်းတယ်ဆိုတာနည်းနည်းလေးထပ်ပြီးတော့နည်းနည်းဖတ်ခိုင်းတယ်ဘာဖတ်ခိုင်းလဲဆိုတဲ့အခါကျတော့လောကရန်၈ပါးတရားလောကရန်၈ပါးတရားကိုထူးဆန်းစွာနဲ့ကျမအတွက်ကမဟာစီဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့လောကရန်၈ပါးတရားတော်စာအုပ်ကဒီအထိကိုပါလာတယ်ပြမဝိဟာရတရားရဲ့ပြမစိုးတရား၄ပါးကိုသင်တယ်ပြမဝိဟာရတရားစာအုပ်ရဲ့လောကရန်၈ပါးစာအုပ်ရဲ့ဒီအထိကိုပါလာတယ်ပါလာပြီးလောကရန်၈ပါးစာအုပ်ကိုကျမကအဲ့လောကရန်တရားတော်ဆိုတဲ့စာအုပ်ကိုကျမက2ခေါက်လောက်ဖတ်လိုက်တဲ့အချိန်မှာပထမတစ်ခေါက်မှာငနေကွာကျမဘဝရဲ့ဒုက္ခလောကရန်နဲ့ပတ်သက်တဲ့ဟာတွေတော်များများကျမငြိမ်းထွက်သွားတာစာအုပ်ဖတ်လိုက်ရုံနဲ့ငြိမ်းထွက်သွားတာပဲလုံးဝအတိတရားကလုံးဝချက်ချင်းကိုလုံးဝပြောင်းသွားတာပဲအဲ့တော့စုပ်ကင်နေရမယ့်ဟာတွေเนาะဒဏ်ရာတွေဘာတွေညာတွေအဲ့ဒါတွေကဘာမှဟိုဘယ်လိုကောင်းလဲစုပ်ကင်ဖို့မလိုအပ်ဘူးဆိုတဲ့ဟာကိုပွင့်ထွက်သွားတာအဲ့စာအုပ်ကအဲ့လိုကိုပွင့်ထွက်သွားတာကျမအတွက်ဆိုတော့ကျမအဲ့စာအုပ်ကိုအဲ့ဟာသမီးကိုပေးဖက်ချင်တဲ့စိတ်ကျမရှိတယ်ထူးဆန်းစွာနဲ့လေပြောရမယ်ဆိုကိုယ့်စိတ်ကတန်းတာတွေကလေအရင်ဆုတောင်းပြည့်လို့ပြောရမယ်ဒီ PDF file လေးကိုကျမကအဲ့လောကရန်တရားမဟာစီဆရာတော်ဘုရားကြီးရေးသားတော်မူတဲ့လောကရန်တရား၈ပါးကို PDF file လေးကိုတင်ထားတာကိုကျမသွားချတွေ့တယ်ကျမကလည်း internet ကိုကျမကလည်း internet တခွင်ပြည့်ပြည့်စင်ဆိုတဲ့သူမျိုးပဲကျမကလည်းအကုန်ရှာတဲ့သူမျိုးတွေမှာပါတယ်ရှာတာတော့အရန်ကိုရှာတယ်အဲ့တော့ရှာဖွေစူးစမ်းတဲ့အခါမှာဘာတွေထွက်လာလဲဆိုတော့ဒီလောကရန်၈ပါးတရားကိုမဟာစီဆရာတော်ဘုရားကြီးရေးထားတဲ့ဟာကိုဘာသာပြန်အင်္ဂလိပ်ကိုထွက်လာတဲ့အခါကျတော့အင်္ဂါသမီးကိုဖတ်ခိုင်းလိုက်တယ်ဖတ်ခိုင်းလိုက်တဲ့အခါကျသူဒါကိုဖတ်တဲ့အချိန်မှာလောကရန်၈ပါးဘာလဲဆိုတဲ့ဟာကိုသူသဘောပေါက်သွားတယ်နားလေတယ်ပေါ့နော်ဆိုတော့ကလေးဆိုတော့ကလေးလောက်တော့သူ story လို့တော့နားလည်မယ်အရန်လဲလွယ်မြန်မာလိုကိုအဲ့ဒီစာအုပ်ကနားလေတဲ့အတွက်ကြောင့်မို့လို့နားလေလွယ်ပြီးရှင်းတဲ့အတွက်ကြောင့်မို့လို့ဒီအင်္ဂလိပ်လိုကလည်းကျွန်မဖတ်ကြည့်လိုက်တဲ့အခါမှာအိမ်ကသမီးသူဖတ်နေတဲ့အင်္ဂလိပ်စာကဒီအနေထားကအသာလေးဖတ်နိုင်နေပြီဆိုတဲ့အခါကျတော့ okay ဖတ်ကြည့်ဆိုပြီးကျွန်မဒါလေးကိုကျွန်မစမ်းတယ်ပေါ့နော်အဲ့တော့ဒါကကျွန်မထင်တယ် grade 7မှာမဟုတ် grade 6မှာကနေကသူကအောင်ဖတ်တာပေါ့အခု grade 7မှာတော့ကျွန်မကဒါနောက်ဆုံးအခုသွားနေတဲ့ဟာပေါ့နော်သမီးကိုဘာသွားလဲဆိုတဲ့အခါကျ what the Buddha taught ဒါအရှင်ဝါပိုလာရာဟုလာဆိုတဲ့ဆရာတော်ကြီးရေးတဲ့ what the Buddha taught မြတ်စွာဘုရားပါသင်ခဲ့တာလေနော်အဲ့တော့အဲ့ဒီမှာကြတော့စိတ်တွေစေတသိက်တွေအဲ့ဒီအကြောင်းတွေပါလာတဲ့အခါမှာ तू ဖတ်ရင်နဲ့ तू ဘာဖြစ်လာလဲဆိုတော့မမေရဲ့ तू အခုမှသဘောပေါက်လာပြီတဲ့ကျမကဒါကိုဘယ်လိုလုပ်ခိုင်းလိုက်လဲဆိုတော့သမီးရေလို့မမေအားလို့ပထန်ချမ်းကြီးဆိုလို့ရှိရင်စာအုပ်အထူကြီးတွေမမေရွတ်တယ်လေလို့
အဲ့တော့မမေစာအုပ်အထူကြီးတွေရွတ်တယ်လို့ပဋ္ဌာန်းကျမ်းကြီးပေါ့နော်အဲ့လိုရွတ်တဲ့ကုသိုလ်အကျိုးတွေကလို့မမေဘဝမှာဘယ်လိုမျိုးဒါအကျိုးတွေရှိတယ်ပေါ့ဒီကုသိုလ်အကျိုးတွေရှိတယ်ဆိုတာကျွန်မပြောပြအဲ့လိုပဋ္ဌာန်းကျမ်းရွတ်တယ်လို့ပဲသမီးလို့ဒါ similar ပေါ့လေနော်ဒါကျွန်မတို့ပေါ့ similar နှစ်နဲတယ်ဆိုတဲ့ဟာကိုပြောပြချင်တာပေါ့နော်နှစ်နဲတဲ့တရားတော်ကြီးကိုဒါသမီးဖះကိုပူဇော်ခြင်းတယ်ဆိုရင်ပေါ့နော်ဒီစာအုပ်ကိုသမီးပူဇော်လို့ရတယ်ဆိုပြီးတော့ကျွန်မကသူ့ကိုဘာလုပ်ခိုင်းလဲဆိုတော့သူအားတဲ့အချိန်မှာအဲ့လိုပေါ့ဖះရှိမှာဒီ Saturday Sunday ပေါ့နော်အဲ့လိုကျွန်မညဘက်တို့နေ့လည်ခင်းဘက်တို့မှာသမီးရေဒါကို chapter 1ဒီနေ့မြတ်စွာဘုရားကိုတော့ပူဇော်ပါမမေဆိုလဲပဋ္ဌာန်းကိုအခန်းလိုက်လေးတွေပူဇော်တယ်ရွတ်ဖတ်တယ်လို့ပဲသမီးလည်းဒီမှာ chapter 1ကိုဒီနေ့သွားပူဇော်ပါနော်နောက်နေ့ကျရင် chapter 2နော်နောက်နေ့ကျရင် chapter 3ဆိုပြီးသူပူဇော်တဲ့အခါကျမမေကသူတော်တော်များများနားလေလာတယ်အနတ္တတို့ဘာတို့လေးကစားသူဖတ်ပြီးတဲ့အခါကျသူတဖြည်းဖြည်းနဲ့သူသဘောပေါက်လာတာပေါ့နော်တဖြည်းဖြည်းနဲ့သူအဲ့ဒီမှာတော့ဒီထဲမှာနောက်သူဘာပြောလဲဆိုတဲ့ခါကျတော့မမေအရင်တော့ကတဲ့မမေကပြောတယ်တဲ့စိတ်နဲ့ပြစ်မှားရင်ကိုအပြစ်ရှိတယ်ပေါ့နော်ဆိုတော့သူတော့နားမလည်ဘူးတကယ်မှမလုပ်ပဲနဲ့စိတ်နဲ့တွေ့ရဘာလို့အပြစ်ရှိရလဲဟောဒီမှာဆိုရင်အဲ့ဒီမှာယုံနဲ့နှစ်ပါးခန္ဓာ၅ပါးဆိုတာဒီပါလာပြီသူအဲ့ဒါကြီးတဖြည်းဖြည်းနဲ့သူဖတ်ပြီးတော့သဘောနည်းနည်းပေါက်လာတဲ့အခါမှာအမေပြောတာပါလဲဆိုတာ तू နားလေသွားပြီပေါ့လေ तू အဲ့ဒါလေးတွေကျမကိုပြန်ပြောအဲ့တော့ what the Buddha taught ကတော့ကျမတို့လူကြီးတွေရောပဲမြတ်စွာဘုရားကဘာသင်ခဲ့လဲဆိုတဲ့ဟာကိုရင်ထဲမှာလိုရင်းတိုရှင်းနဲ့ပေါ့နော်အကျဉ်းချုံလို့ပဲအကျဉ်းတော့လည်းမချုံဘူးဒါကရင်ထဲမှာမှတ်မှတ်သားသားစာအုပ်တော့အုပ်လို့နဲ့စောင်းခြင်းနဲ့အမြဲတမ်းဖတ်ခြင်းနဲ့ဆိုရင်ဒီစာအုပ်ကတော့လူကြီးတွေအားလုံးအတွက်ဗုဒ္ဓဘာသာဝင်အားလုံးအတွက်မရှိမဖြစ်တဲ့နောက်တစ်ခုဒီစာအုပ်ကိုဖတ်နိုင်လို့ရှိရင်လည်းကိုကရင်ထဲမှာဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ဖတ်ရင်းနဲ့ပေါ့နော်ကိုကဘယ်လိုခေါ်မလဲကျွမ်းကျင်လာတယ်ပေါ့ဖတ်ရင်းနဲ့စာတွေပြန်ပြီးတော့အလွတ်ရလာတယ်ရှင်းပြတတ်လာတယ်ဆိုရင်ကျမတို့ပြည်ပမှာနေတဲ့သူတွေကဆိုတခြားလူတွေကဗုဒ္ဓဘာသာကဘာလဲပေါ့နော်ဘယ်လိုလေးကြင်ကြံရတာလဲမင်းကျမတို့အနေနဲ့လွယ်လွယ်လေးရှင်းပြတတ်တယ်လွယ်လွယ်လေးရှင်းပြတတ်တယ်အဲ့တော့ဒီစာအုပ်ဟာလေအင်မတန်ကိုလူကြီးလူငယ်မျိုးဖတ်တဲ့စာအုပ်ထဲမှာပါတယ်အဲ့တော့ကျမကတော့ကျမတားဂက်ထားတာတော့အိမ်ကသမီးကိုကျမကတော့လုံးဝပဲစာအုပ်လေးတွေကိုခုနလိုပေါ့တရားဓမ္မပူဇော်တဲ့အနေနဲ့ကိုအတန်ထွက်ပြီးတော့ကိုရုပ်ဖတ်ဖို့စိတ်ထဲကနေဖတ်တာမဟုတ်ဘဲနဲ့အတန်ထွက်ပြီးတော့ကိုဖះအရှိမပူဇော်တဲ့ပုံစံနဲ့ပူဇော်ဖို့ကိုသင်တယ်ဒီလိုဟာမျိုးကတော့စိတ်ထဲကနေဖတ်တာပေါ့နော်ဒါမျိုးကတော့စိတ်ထဲကနေဖတ်တယ်ခုနဓမ္မပဒဆိုလို့ရှိရင် audio book နားထောင်တယ်နောက်ပြီးတဲ့ခါကျတော့ကျမတို့ကိုဒါအရင်ကဆိုအတန်ဖះရှိကိုရင်သမီးဟိုပါပေါ့နော်ဒီဟာ1 page ပေါ့အတန်ထွက်ပြီးရွတ်ပါဖះရှိမှာအတန်ထွက်ပြီးရွတ်ခဲ့ပါကျမအဲ့လိုမျိုးဖះရှိခိုးတာကိုအချိန်ကြာလေးယူပြီးဖះရှိခိုးအောင်ကျမကျင့်ပေးတယ်အဲ့တော့ဒီကျမတို့ကအလုပ်များတဲ့အခါမှာလုံရင်တူရှင်ဖះရှိခိုးမယ်ဆိုပြီးတော့လောက်လိုက်တဲ့အချိန်မှာ embodiment ကအစအားနေလာတာရှိတယ်ကိုယ်စိတ်ကလည်းဟိုရောက်ဒီရောက်ပေါ့နော်ကိုယ်စိတ်ကလည်းဟိုရောက်ဒီရောက်အကယ်၍ပေါ့နော်ဥပမာဆိုပါဆိုကျမဆိုလို့ရှိရင်အခုနောက်ပိုင်းမှာအရင်တော့နမောတတလို့ဆိုလိုက်တဲ့၃ချိန်ထပ်ဆိုင်အခုလိုမျိုးဒီလိုစာအုပ်တွေဖတ်လာတဲ့အတွေ့အကြုံတရားတွေနာလာတဲ့အတွေ့အကြုံရဘာဖြစ်လာလဲဆိုတော့နမောတတဘဂဝတောအရဟတောမာရီကိုယ့်ရဲ့ embodiment ကမတူတော့ဥမာဗုဒ္ဓသရဏံကိစ္ဆာမီလို့ရွတ်ဖတ်တာမျိုးပေါ့နော်ဒီဓမ္မံသရဏံကိစ္ဆာမီလို့ရွတ်ဖတ်တဲ့အခါမျိုးမှာကိုဓမ္မံသရဏံဆိုရင်ငါဒီနေ့အတွက်ငါရဲ့တနေ့တာမှာငါဟာသစ္စာ၄ပါးမျက်စိနဲ့မြင်အောင်ကြည့်ရမယ်။နောက်တစ်ခုငါကျင့်သုံးတဲ့ပုံစံဟာမက်ကင်၈ပါးထဲမှာဝင်ရဲ့လားဆိုတာငါစမ်းစစ်ရမယ်ဆိုတဲ့ပုံစံလေးနဲ့ကျမကိုဓမ္မသရဏံကိစ္ဆာမီလို့ရွတ်တဲ့အချိန်တိုင်းကိုကျမနှလုံးသွင်းမိတယ်ပေါ့နော်။ဆိုတော့ဒီလိုလေးတွေကျမတို့မှာအသက်အရွယ်အလိုက်ကိုသင်ယူလာတဲ့တရားဓမ္မပေါ့တရားနာအားကြောင့်လေပြောင်းလဲလာတဲ့ understanding လေးတွေကွာလာတာပေါ့။ဆိုတော့ကျမတို့ငယ်တဲ့အရွယ်မှာတော့ပြောရမယ်ဆိုရင်နည်းနည်းလေးတော့အိမ်ကသမီးကိုနည်းနည်းလေးတွန်းလုပ်တယ်ကြီးတော့ကြမှာသူ့ဘာသာသူနားလေတဲ့နာသူနားလေသူဖတ်ချင်တဲ့စာအုပ်တွေဖတ်နော်ကျန်တဲ့ဘာခေါ်လဲဒီလိုအခြေခံရသွားပြီဆိုရင်ကျန်တဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့တခြားအစွဲအပွားစာအုပ်တွေဖတ်လဲဖတ်ပဲဘာလို့လဲဆိုတော့အခြေခံရရင်သူမရှုပ်ထွေးတော့ဘူးသူရှင်းသွားမယ်နောက်တစ်ခုကကြတော့ကျမတို့တွေက original တွေကိုပေါ့နော်မြန်မာပြည်မှာရှိနေတဲ့ original တွေကိုသူမဖတ်နိုင်ဘူးနောက်တစ်ခုကကြတော့ဆရာတော်ကြီးတွေတရားဟောတဲ့တရားတွေနားမယ်ဆိုရင်သူမြန်မာ language ကိုအလောက်မရဘူးဆရာတော်ကြီးတွေရဲ့ဒီ Burmese language ကိုသုံးတဲ့ပုံစံလဲformal အရင် formal ဖြစ်တယ်မလားဆိုတော့ तू အဲ့ဒါမလိုက်နိုင်တော့သူ့အတွက်ဆိုကျွန်မကစာအုပ်တွေဆိုအဲ့လိုဝယ်ပေးထားတယ်နောက်ခုစာအုပ်စင်မှာဆိုလို့ရှိရင်ကျွန်မမှာနောက်ထပ်ဒီတတိပဋ္ဌာန်တရားတော်နဲ့ပတ်သက်ပြီးတော့သီရိလင်္ကာဆရာတော်ဖျားရေးတဲ့စာအုပ်တွေရှိတယ်ဒီဘက်အချက်မှာပေါ့နော်ဒါဆိုရင်မဟာစီဆရာတော်ဖျားရေးရဲ့အခြေပြုဝိပဿနာကျမ်းဆိုရင်ဒီနီညိုရောင်စာအုပ်ပေါ့အဲ့ဒါဆိုလို့ရှိရင်သူကဝိပဿနာအားထုတ်နည်းကိုလုံးဝတောက်လျှောက်
တအုပ်လုံးအဲ့ဒါတင်ထားဖြစ်တယ်မဟာစီစာအုပ်ကိုအင်္ဂလိပ်လိုဘာသာပြန်ထားတာဆိုတော့ English ကလည်းအရင် simple ဖြစ်တယ်ဖတ်တာလည်းအရင်လွယ်တယ်ဆိုတော့ဒါဝိပဿနာအားထုတ်ခြင်းသူအဲ့စာအုပ်ကသူ့ရဲ့ manual book ပဲအဲ့တော့ဝိပဿနာကျမလည်းအဲ့ဒီစာအုပ်နဲ့တွားပြီးတော့ဖတ်လိုက်တော်တော်လေးကိုရှင်းတယ်အဲ့ဒါရဲ့နောက်တစ်ခုကကျတော့တတိပဋ္ဌာန်တရားတော်ဆိုလို့ရှင်ဘာခေါ်လဲမဟာတတိပဋ္ဌာနာသုံးစင်ဒါတတိပဋ္ဌာန်တရား၄ပါးဆိုလို့ရှင်ဒါကိုဘန်းဒီဂုဏရတနာဆိုတဲ့သီရိလင်္ကာဆရာတော်ဘုရားကြီးကအင်္ဂလိပ်လိုရေးထားဆိုအရင်ဖတ်လို့ကောင်းတယ် audio book ဆိုကျွန်မနားထောင်နေ audio book လည်းဖွင့်ပေးတယ်သမီးကိုဒါတရားအထုတ်တဲ့ကမှာဒါမဟာတတိပဋ္ဌာနာသုံး mindfulness ကနေပြီးဘယ်လိုမျိုးအစာချီမလဲဆိုတာသူဒါနည်းနည်းရင်ပါအောင်ကျွန်မလုပ်ပေးတာပေါ့နော်နားလို့လည်းမဟုတ်ဘူးသိလားဒါပေမဲ့အမေကဒါတွေလုပ်တယ်လေဆိုတဲ့ဟာသူကသူ့ရဲ့ subconscious mind မှာဝင်သွားစေချင်တာဘာကြောင့်လဲဆိုတော့ကျမကိုယ်နိုင်ကလည်းကျမမိဘတွေကဒီလိုထည့်ပေးလာတာလေဒီလိုထည့်ပေးလာတဲ့အတွက်ကြောင့်မလို့ကျမကိုယ်နိုင်ကလည်းလုံးဝမိဘရဲ့ကျေးဇူးချောင်းကိုဒီလိုမျိုးတွေကိုကျမ study လုပ်ရကောင်းမှသိလာတာဒီလိုမျိုးတွေ study လုပ်ရကောင်းမှသိလာပြီးတော့ဒီလိုမျိုးစာအုပ်တွေကိုစာအုပ်ကောင်းတွေဝယ်စုတက်လာတယ်။ဘာကြောင့်လဲဆိုတော့ကျမအဖေကဒီဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့စာအုပ်တွေကိုအများကြီးသူကစုဆောင်းခဲ့တယ်ဖတ်ရှုခဲ့တယ်သူဖြစ်တဲ့အခါမှာအဖေစီကကျမအဲ့အမွေပေါ့နော်အဲ့လိုမျိုးဒီစာအုပ်စုဆောင်းတတ်တဲ့အမွေအဲ့ဒါရတယ်။နောက်တစ်ခုကကြတော့ဒီဘက်ဘေးနားလေးပါဆိုရင်ကျမဘာလေးဝယ်ထားလဲဆိုတဲ့အခါကျတော့ဒီဝိပဿနာအားထုတ်တာအင်္ဂလိပ်လိုအဆင့်စစ်ပေါ့ရွှေဥမင်ဆရာတော်ဥဒေဇနီယကျမတရားဝင်တော့ဥဒေဇနီယကတရားပြတာဟုတ်ဆိုတော့ဥဒေဇနီယရဲ့တရားပြတဲ့စာအုပ်လေးတွေအင်္ဂလိပ်လိုရေးထားတာတွေဆိုတော့အဲ့ဒါလေးတအားလွယ်စိတ်ဓာတ်နုပဒနာပေါ့အဲ့ဒါလေးအရင်လွယ်တယ်နောက်တစ်ခုကကျတော့တတိပဋ္ဌာနာတုတ်ပြီးလို့ရှိရင်မက်ကင်၈ပါးမက်ကင်၈ပါးဆိုရင်ကလေးတွေကိုမက်ကင်၈ပါးလို့မဟုတ်ဘဲနဲ့ပျော်ရွှင်ခြင်းအတွက်နော်8 steps ဆိုတဲ့ပုံစံနဲ့ဒီကုနာ theory လင်္ကာဆရာတော်ဘုရားကြီးဘန်ဒီကုနာ Ratna ကရေးထားခဲ့တယ်သူ plain English ဆိုတဲ့ပုံစံနဲ့ရေးကြဖြစ်တဲ့ကြောင့်မို့ English ကိုဖတ်ရလဲအရင်လွယ်ကျွန်မအဲ့ဒီစာအုပ်လေးတွေလည်းနောက်ပိုင်းကျရင်ပြပြပဲဒါတွေကကျွန်မဘာလို့ဝယ်စုထားလဲဆိုတော့အိမ်ကသမီးအခုချိန်မှာတော့မဖတ်သေးဘူးဟိုဘက်ကတော့မြန်မာပြည်နေကျွန်မယူလာမဟာစီစာအုပ်တွေရှိတဲ့လေမော်ရောင်လေးတွေကနောက်တစ်ခုဥစောတိကစာအုပ်တွေရှိတယ်နောက်ဆရာတော်ရေဝင်းတွေအင်းမစာအုပ်ရှိတယ်ဆရာကြီးဥရွှေအောင်စာအုပ်တွေရှိတယ်ပေါ့နော်ဆိုတော့ဒီဘက်ကတောင်းကအညိုရောင်ဆိုတာဆရာကြီးဥရွှေအောင်စာအုပ်ပေါ့ဒီအညိုရောင်ဆိုလို့ရှိရင်အဲ့တော့ကျွန်မဒါဟိုမြန်မာပြည်ကယူလာတဲ့စာအုပ်တွေပေါ့အဲ့တော့တချို့ဟာတွေကဒီရောက်မှအင်္ဂလိပ်လိုစာအုပ်တွေကတော့ဒီကနေဝယ်တာတွေပေါ့နော်ဆိုတော့ဘာလို့ဒီလိုတွေထားပေးလဲဆိုတဲ့အခါကျတော့တစ်နေ့တော့ကျမဆိုရင်ကျမအဖေကနေမကောင်းအဲ့ရထဲမှာလဲနေတာအဖေကငါသမီးရေဘယ်စာအုပ်တွေသွားဖတ်လို့မပြောရအောင်ကျမတို့စာအုပ်စင်တွေရှိနေတဲ့အခါမှာတနေ့တနေ့စာအုပ်တွေကိုဟိုသွားကြည့်လိုက်ဒီသွားကြည့်လိုက်ပြင်းတယ်ဘာသွားလို့ရင်ကောင်းမလဲပေါ့နော်ဖះကန်းတွေကစာအုပ်တွေကိုဒီလိုမျိုးလေးခေါင်းစဉ်လေးတွေကိုပေါ့နော်လက်ညှိုးလေးနဲ့ထားပြီးဒီခေါင်းစဉ်ပေါ့အဲ့လိုရှောက်ကြည့်တာရှောက်ကြည့်နေတာဒါလေးကဘာလဲမသိဆိုဖတ်ခနဲ့ဆိုဆွဲပြီးတော့ကောက်ဖတ်အဲ့လိုလေးစာအုပ်စင်ကိုအဲ့လိုသွားကြည့်နေတာဆိုတော့ဒါလည်းအိမ်ကမိဘကရှေ့မှာလုပ်ပြတဲ့အခါကျတော့ကိုကနောက်ကဒီလိုပါလာတာပေါ့နော်ဆိုတော့ကျမမှာအဲ့ဒီအကျင့်ကစာအုပ်လေးအဲ့လိုထောက်ပြီးအဲ့လိုကြည့်တတ်တဲ့အကျင့်ကအဲ့ငငယ်လေးကအဲ့လိုစာအုပ်စင်ကြောင်အဲ့လိုပါလာခဲ့တာဒီကျမအခုချိန်ဒီစာကြည့်လိုက်ဘယ်စာကြည့်ရတော့ကျမစာအုပ်လေးအဲ့လိုတွေထောက်ပြီးပဲကောင်းစီအဲ့လိုမျိုးကြည့်တတ်တဲ့အကျင့်ရှိတယ်အဲ့တော့ကြတော့တနေ့သူတို့ဒီလဲစာအုပ်တွေအိမ်မှာရှိနေအလွယ် access လုပ်လို့ရမယ်ဘာသိချင်ဘာစာအုပ်ဖတ်မှာလဲဆိုတာကိုသူတို့ရှာဖွေစူးစမ်းနေကြမလို့တော့ဘူးအိမ်ကအမေကဒီလိုထားပေးထားတယ်ဆိုတဲ့ဟာသူတို့သိစေချင်တယ်လေကျွန်မဆိုလို့ရှိရင်အင်္ဂလိပ်စာစာအုပ်တစ်လုံးမသိဘူးဆိုရင် dictionary စာအုပ်တွေအဘိဓာန်စာအုပ်တွေဆိုလို့ရှိရင်ကျမအဖေဆိုရှင်အဘိဓာန်စာအုပ်အမျိုးမျိုးဝယ်စုထားတယ်ဆိုတော့ကျမမှာအိမ်မှာအင်္ဂလိပ်စာစာအုပ်မသိဘူးအင်္ဂလိပ်စာစာလုံးမသိရင် Oxford Dictionary ဆိုတာအိုးကျမရှစ်တန်းကိုရန်ကနေကအဖေစီမှာ Oxford Dictionary ဆိုတာရှိတယ်ပြီးလို့ရှိရင်အင်္ဂလိပ်လိုကိုမြန်မာလိုပြန်တာရှိတယ် English to English လည်းရှိတယ် English to Burmese လည်းရှိတယ် English to Burmese ကိုမှပါဠိနဲ့ပါထပ်ပြီးတော့ပြန်ထားတဲ့သုံးဘာသာတွဲ dictionary တွေကစာရှိတယ်အဖေစီမှာအဲ့တော့ကျမအဲ့ဒါဆိုရင်သွားပြီးတော့အိစာကိုဒီလှန်လို့သွားရှာ dictionary တွေသွားဖတ်တာဘာစာလုံးလဲဘလို့ရေးလဲပေါ့သွားရှာအဲ့လိုတွေသွားတွေ့အဲ့တော့ dictionary တွေချပြီးတခါကျရင်စာလုံးတစ်လုံးဟိုဘက်စာလုံးဒီဘက်စာလုံးအဲ့လိုတွေအဲ့ဆိုကျမ compare လုပ်ပြီးတော့ကျမ learning လုပ်ဖြစ်တာပေါ့လေနော်ဆိုတော့အဲ့လိုစာအုပ်စုံအိမ်မှာမိဘက invest လုပ်ပေးထားတဲ့အခါကျတော့ကျမဘဝမှာပြောမယ်ဆိုရင်ဒါစက်မကုံနဲ့ဂျေစုပဲအခုချိန်ထိကျမရဲ့အသက်မွေးဝမ်းကြောင်းအတွက်ကိုပါဒီမိဘတွေရဲ့ဂျေစုကလာပြီးတော့အထောက်ပံ့ပြုတာပေါ့နော်ဆိုတော့ကျမအဲ့ဒါကြောင့်လို့ဒီစာအုပ်တွေဝယ်ပြီးတော့ထားပေးထားတယ်ဒါကတော့အခုလောဆယ်မှာတော့ခလေးကယူလည်းမဖတ်ဘူးစိတ်လည်းမဝင်စားဘူး it's okay ဒါပေမဲ့ကျမတောင်မှကျမအဖေစီမှာရှိခဲ့တဲ့စာအုပ်တွေကိုအခုအချိန်ကျတော့ဟာငါအဲ့စာအုပ်တွေအဖေစီမှာတွေ့ခဲ့ဘူးတယ်ငါဒီစာအုပ်မဖတ်ဘူးဒါပေမဲ့အဖေစီမှာရှိတယ်အော်နောက်ဆုံးမိလိန်ထားပညာမိလိန်ထားပညာစာအုပ်ဆိုလို့ရှိရင်မိလိန်ထားပညာဆိုတာအဖေစီမှာကြာမဲ့နေပြီစာအုပ်အဟောင်းကလေးဟာဒါပေမဲ့ကျမအဲ့စာအုပ်အောင်လုံးဘာလဲမိလိန်ထားပညာဆိုတာမသိဘူးပညာကလည်းဘယ်လိုပေါင်းတာလဲမသိဘူးပေါ့နော်အဲ့လိုနဲ့မဖတ်ဖြစ်ခဲ့ဘူးဒါပေမဲ့ကျမဘောမှာမိလိန်ထားပညာကိုဖတ်လိုက်တဲ့အချိန်မှာ
လုံးဝမိလိန်တာပညာလဲကျမရဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ confusion တွေ confuse ဖြစ်တယ်ဆိုတာထက်လေမသိဟိုဟာပေါ့တိတိကျကျနားမလဲတာတွေအဟိုအတွေးဒီအတွေးအဖြေတွေဘယ်လိုခေါ်မလဲမထုတ်တတ်တာတွေအကုန်လုံးဟာမိလိန်တာပညာမှာလုံးဝအဖြေတွေထွက်တာလူကပွန့်ထွက်သွားတာဆိုတော့အဲ့ဒီမိလိန်တာပညာဆိုလဲအဖေရဲ့ကျေးဇူးကြောင့်မလို့စောင်းဆိုင်မှာတွေ့ရတယ်ဟဲ့ဒါငါအဖေမှာရှိတယ်အဲ့အဖေစာကတော့ဟောင်းနေပြီမဖြစ်ဘူးငါအစ်စ်ကလေးတော့ဝယ်ဖတ်အောင်မယ်ဆိုပြီးအဲ့မိလိန်တာပညာဆိုအဲ့လိုနဲ့ကျွန်မဖတ်ဖြစ်လာအဲ့တော့မိလိန်တာပညာဆိုဒီကိုယူလာခဲ့ကျွန်မဆိုရင်ကျွန်မဘွားမှာဆရာကြီးဦးရွှေအောင်ရဲ့ဒီကိုချင်းဗုဒ္ဓဝင်ဆိုတဲ့เนาะအနှိုင်းမဲ့ဗုဒ္ဓလောကသားတို့ရဲ့ကျေးဇူးရှင်ဆိုတဲ့စာအုပ်အညိုရောင်စာအုပ်ကြီးရဲ့အဲ့ဒီမိလိန်နာပညာတွေကကျမတို့မရှိမဖြစ်ပဲမရှိမဖြစ်အဲ့ဒီနှစ်အုပ်ကိုကျမရဲ့လက်ဆွဲဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ရင်ကျမအမြဲတမ်းစာပြန်နှွှေးတဲ့စာအုပ်ကြီးတွေဖြစ်နေကျမထားတာပေါ့နော်but anyway ဒါကတော့ကိုကြိုက်တဲ့စာအုပ်ကိုဖတ်နိုင်ပါတယ်ဒါကျွန်မပြောပြတာဖြစ်ပါတယ်အဲ့တော့ဒါကလေးတွေအတွက်ဘာလေးတွေသင်သင်လဲဆိုတဲ့ဟာကို internet မှာရှာပါ Wikipedia မှာလည်းရှာပါကျွန်မ link လေးတွေကိုလည်းဒီဗီဒီယိုလေးရဲ့အောက်လေးမှာရှာပြီးတော့ထည့်ပေးထားပါမယ်เนาะအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်ပြည့်စုံပါစေเนาะ